မြန်မိတ်ဆက်ပေးပါစေဟောပိတ်တယ်မြန်မိတ်ဆက်ပေးပါစေဒါကျွန်တော်သမီးပါဟာလားကျွန်တော်ယူမလို့မွေးစားသမီးပါမွေးပြီးမှစားမှာပါဟာကျွန်တော်သမီးကမွေးကျွန်တော်မီးလောက်ပဲရှိတယ်ကျွန်တော်ပဲမီးမယ်ဒီပြည်လူမမီးရဘူးဗောလေဟာဒီရွယ်ကျတော့သမီးကြီးမှရီးစားဖြစ်တာသမီးစားဆိုအဲ့ဒီကစားတာပဲသမီးလေးရှင်သမီးလေးအသက်ပဲနေနေရှိဘူးလို့29လုံးဝင်လုံးဝင်ပါဟုတ်လုံးဝင်သွားပြီလုံးဝင်နေတယ်ဘာပြောတာလဲအသက်ပဲနေနေတော့29လို့လုံးဝင်မလားလုံးဝင်ပြီလို့လုံးဝင်သွားပြီလုံးဝင်တယ်လား3လုံးဝင်တယ်ဟုတ်လားငါပဲနဲ့မလားနဲ့တက်စိတယ်ပြောတာလားတက်ကြည့်ပြီလို့ပြောတာဟာအေးသမီးဒီမှာညာချင်းနဲ့တညဘယ်လောက်ကတယ်တညကို3သိန်းပေးတယ်3သိန်းဆိုဒီလိုလုပ်ပါဥတို့ရွာကိုပွဲငားချင်လို့အဲ့တော့စရိရှိုးတွေသိမ့်မကြိုက်ဘူးဟုတ်လား3သိန်းမယူနဲ့9000ပဲယူရှေ့ပဲမလို့ချင်နောက်ပိုင်းလေးတွေမရဘူးလားဘာလို့လဲနောက်ပိုင်းရှေ့ပဲနည်းနည်းယူလို့နောက်ပိုင်းလေးတွေဘာလို့လဲဘာတွေပြောနေရလဲဦးမိုးကျော်နောက်ပိုင်းလေးတွေနောက်ပိုင်းဇက်ထုတ်ဟဲ့နောက်ပိုင်းဇက်ထုတ်တွေမရဘူးလားရတာဗောဟာတကယ်ရတယ်တကယ်ရတယ်အဲ့ဆိုတချင်းတွေပါလေအကုန်ရတယ်ဟောချင်းလေးရတော့ဒီလိုဆိုဘာအဖွဲ့ထောင်တာတယ်ဟုတ်လားဒါသူတို့ခဲနေမောင်ဒိန်းတော်တို့သူတို့ဖွဲ့လေဒါဟိုတာဘောရေချာနာမဟုတ်ဘူးနော်ဟုတ်ကဲ့လေကြီးပေါ်လေငယ်တင်တာမဟုတ်ဘူးအဲ့တော့ဘာအဖွဲ့ရှိတော့လုံးပါလေဟုတ်လားဘာအဖွဲ့ရှိဝင်မလားဝင်ဘာရှိလာခဲ့ဝင်ချင်း3သိန်းပေးပါဟာဝင်ချင်းကို3သိန်းပေးမှာသမီးတေချာစဉ်းစားနော်ဝင်ချင်း3သိန်းကိုဖိုးစီကဘိုးဝင်ချင်း3သိန်းတော်ရင်2သိန်းပေးမယ်ဟာသမီးစဉ်းစားညှိဆွဲတာချဲလေဦးမိုးကျော်ဘာစကားပြောနေညှိဆွဲတာချမ်းနေဦးမိုးကျော်ခေါ်ကိုဖိုးစီမတော်တော့ဘူးနော်အလုတ်ဖြစ်သွားပြီဆို10သိန်းဒီပေးမယ်ဟာဘာတခုတော့ရှိတယ်သမီးအမေကိုယ်တိုင်ထည့်ပေးပါဖြစ်ဟာလုံးပေါ့ဘာပြောနေရလဲဦးမိုးကျော်ရဲ့သူ့မေလက်တုံနေတယ်ဗျမဟုတ်လေသူ့မေမကျင်တတ်လို့ခေါ်သွားငါစဘောတွေဆုံးမယ်လေဩလို့လားအဲ့ဒါပြောတာဟုတ်ကဲ့သမီးစရိချိုးတွေမတရားတော်ပါတယ်မြန်မာသားစရိချိုးနော်အချိန်မရလို့ဒီနေ့စရိချိုးမဆိုရဘူးဆိုရတာသမီးကိုခဏဆိုကြတာစုံသင်းပါမယ်ရတာပေါ့ဆိုကြကိုရီစားပေးနာမပြောလို့ရှိတာတောင်းရှင်ကတော့ချောင်းမိတ်ကလေးတွေနေကြရတယ်ခဏရတယ်ဟေးခဏရတယ်ဘာကိုပြောနေမဟုတ်လေတချစ်တော်လိုက်စားပါလားကောင်မလေးကတော့ခဏရတာဗောခမရအသက်ရွယ်နေရတော့မလွယ်ပါဘူးဗျာအထင်သေးတာမနေ့ကဆေးတွေဝယ်ထားတယ်ဆေးတွေဟုတ်တယ်သူသိတယ်တခါတလေရောရတခါတလေလေးရပါတယ်ဆိုတခါတလေတော့လေဝီဆိုတို့ပြတော့တခါတလေရတခါတလေလေးရတယ်ဟုတ်လားတခါတလေရတယ်ဦးမိုးကျော်တခါတလေလောက်ပဲကောင်းတယ်အေးဖြတ်တတ်တယ်ဗျာလားဘာတွေပြောနေရလဲဦးမိုးကျော်လဲဟာနောက်ပြီးတော့မာမရေးဆိုတဲ့တန်ညာဆွဲဆန်လို့ဆိုတဲ့ချင်းစတေရှိုးကနေတော့ပြောတယ်တန်ညာဆွဲဆန်လို့ဆိုကြလားတန်တရားဆွဲဆန်လို့ဘလောက်ပင်ရှိဘလောက်ပင်ရှိလဲရတာလားဟုတ်ကဲ့ဟေးဘလောက်ဘာပြောနေရလဲဦးမိုးကျော်ဒီမြင်းကလည်းသေးသေးလေးပဲဒီမြင်းကပြစတိုက်တယ်နင်တို့လည်းမစားဘူးကြီးလေးလားမသိနဲ့တချင်းတွေတော်လိုက်စားတာပဲတချင်းမျိုးစုံရရနော်တင်းဆိုတင်းနဲ့တင်းဆိုတချင်းရအနေဗာလေတင်းချုပ်စေတင်းချုပ်တင်းနဲ့ဆိုကြလားဒီမတင်းတဲ့အတင်းနဲ့ဟဲ့အဲ့လိုတင်းတာတွေလိုက်ရှာနေတာအဲ့လိုတင်းတာတွေလိုက်ရှာခမားရွယ်နဲ့ပြောရမယ်စကားလားခမားရွယ်နဲ့ပြောရမယ်ဆိုခမားရွယ်နဲ့ဟာဘာဖြစ်လားကျွန်တော်ဘာဖြစ်လို့လဲထိပ်ပြောင်နဲ့ကွဲဝမ်းခမရောဟာပြက်လုံးပြက်တာလေဘာဖြစ်လဲငါကြိုက်တော့မပေးတတ်ဟောဆိုယူရတာဘာဖြစ်လဲပြက်လုံးပြက်ဒီမင်းနေရပါခမထိပ်ပြောင်နဲ့ကောင်းရိုက်မှယူမှာပေါ့မင်းနားမလဲဘူးဟိုထိပ်ပခုံးလေးရိုက်လေဟာဟိုဘရဲကမှရံဖြစ်နေကြပြီဟဲ့တတ်သေးပါအောင်မယ်ငါသွားကြည့်အောင်မဟုတ်ပါနဲ့ဗျာဘာဖြစ်လဲလုံးတော့ဘာဖြစ်လဲမင်းဘာဖြစ်လဲမကောက်ဘူးဗျာဟာအဲ့လိုမလုပ်နဲ့အမနဲ့ငါနဲ့အရင်ရန်နေတာရန်နေတာမင်းနဲ့ပွဲပြတ်ရန်နေတာရန်နေတာလို့ပွဲပြတ်သွားငါပြဿနာတက်လိုက်မယ်ကဲမင်းကျင်တဲ့အောင်ငါတောင်းမှမင်းမယ်ဘာလုပ်ရမလဲပြောလူသားတွေထိုင်ကြော့ပြီးတောင်းမှာ။အော်ကိုဆရာသမားကွာထိုင်ကြော့တော့ကဲပြေးတဲ့ကျွန်တော်ကွာမှာကြော့လို့မရလူရှင်းကဲကြော့မယ်ပြေးတဲ့ကျွန်တော်တမျိုးမထင်ပါနဲ့ကျွန်တော်ပြက်လုံးရီးစေခြင်းတဲ့သဘောပါကျွန်တော်မပေါက်ကဲကိုဆရာသမားပဲကြော့တယ်ကွာ။ရကြော့မရဘူးလေ။ဖေရင်ထီတော့မခံဘူး။နော်စီစီမေးမယ်။ခါကျွန်တော်အသက်ကြီးနေ80ကျော်နေ။ဘာလို့ကွာမခဲ့ရသေးဘူးလေဘလို့ဖြစ်ဖေရင်ထီတော့မခံဘူးပြ။ဟာကဲမာရကွာတောင်းမယ်ပြီးတော့မှကိစ္စ။ဦးမောကျော်ခင်ဗျာ။ဦးမောကျော်ခင်ဗျာ။ဦးမောကျော်ပေါ်မှာဦးမောကျော်အပေါ်မှာကာယကံဝစီကံမနောကံနဲ့ကာယခံပလက်ခံမောက်ရအောင်ပါဘူးကာယခံဝစီကံမနောကံနဲ့ပြင်မမိတာရှိပြင်မမိခွင့်လို့ပါကတော့ဦးလေးမကလေးကတော့ဦးလေးမျက်နှာရခတ်တီတီနဲ့အဲ့စောက်ခွက်ကိုပြင်တာဟမ်သူ
သူကကတိဒီဆိုတော့ကြောက်တယ် ဘာမှကြောက်နေပြီတွေ့လား မမတန်းကြောက်တယ်လူ ငါဘလို့နေရမှာတော့ ဟာပြောင်းပြောင်းလေးနေပါခလေးကတော့နေတဲ့ဟာ သူမကြောက်ငါပြုံးပြုံးနေပြရမလား ဟုတ်တယ်လူချင်းပြောင်းပြောင်းလေးနေ နေပြမယ်ကွာ ဦးမောကျော်ခင်ဗျာ ဦးမကျော်ခင်ဗျာ ဦးမောကျော်ပါမ ဦးမကျော်ပေါ်မှာ ကာယကံမသိကမနှောကနေ ကဝကြီးကမနှုတ်ကနေ ပြမမိလားရှိ ဒီမကြီးလေ ခွင့်တော့ပါ ကိုယူပါ ခရော့ ပြောရင် ဦးလေးမကလေးကခရော့နေဦးလေးမင်းကပြောင်းဆက်ဆက်နဲ့ကြောက်ထားပါလို့ဖြစ်နေတယ် တော့လိုက်ပြီးတော့ညကိုကြီးကြော်တော့ဘလို့နေပြီ မို့ကြောခလေးကခမရဘက်ကနာလို့နော်မပြောနဲ့ ဟေ့မင်းမြတ်ခွက်ကိုကြည့်ရင်သိတယ်မင်းငရဲကြီးမယ်အဲ့နေကင်းတော့ဦးမိုးကျော်စီကပတ်စံ9000ချီးတယ်မပေးလဲမပေးတော့ခွင်ထဲမှာရိုက်တယ်အဲ့ဒါမင်းမငရဲကြီးမှာဦးမိုးကျော်လည်းမသိပဲနဲ့သွားတိုင်ကြတော့သွားငါမသိလိုက်မယ်သွားဦးမိုးကျော်ကျွန်တော်လုပ်ပေးမယ်ရောတော့မမရရောဦးမိုးကျော်ခမညာ ဦးမောကျော်ခင်ဗျာ ခေါ်နေတဲ့ထူးတယ်ဟဲ့ခေါ်ပြီးလားကြာပြီအရွက်တိုက်တာလားခမညာလူကြီးမလို့ကြည်နေတော့ကလေးတွေကတော့နေဦးမိုးကျော်ခမညာ ဦးမောကျော်ခင်ဗျာ ဟာခေါ်နေတဲ့ထူးဟာခေါ်ပြီးပြီခမညာတော့ဒုက္ခပဲငါပြဿနာတက်တော့မယ် နေတော့မင်းတို့စော်ကားပေါင်းများပြီသွားရမင်းတို့ဖွဲ့ခေါင်းဆောင်ဆိုပြီးတော့မင်းတို့ကြည့်နေခင်လဲလည်းမပြောဘူးနော်အဖွဲထဲမှာတို့ကြီးသုံးကွာ ငါသူ့တဲ့ကြီးတာတန်ပိုင်လုံးရှိတယ် နော်ရိုးသေးလို့ပါကွာပြန်ကြတော့လောက်ကြည့်ဆရာဦးမိုးကျော်ခင်ဗျာ ဆရာဦးမိုးကျော်ခမညာ ကျွန်တော်ပြောမှဆိုမှရှိတာ ပြောမဆိုမှရှိတာ ခွင့်လွတ်ပါ ခွင့်လွတ်ပါ ကြောလားခလေးကကြောနေတယ်လေစောက်ခွက်ကြီးကဘယ်လိုလုပ်နေတာလဲ စပကိုင် အဲ့ဒါတအားများသွားပြီအဲ့ဒါတအားများသွားပြီဒင်းတော်လာလာမင်းတို့ငါတို့နော်ဟိုးငယ်ငယ်လေးတွေကစိုးနီမိုးကျော်ဆိုတာလူရှင်တော်လောကမှာဘယင်တစ်ပါးလိုနေလာတာ မှန်ပါတယ် တို့အဖွဲ့ထဲမှာအသက်အရွယ်ကြီးလာလို့မိခိုးနေတယ်ဆိုရင်အဲ့လိုမျိုးမလုပ်ပါနဲ့ မလုပ်ပါဘူး ငါ သူ မ က ကြိုက် တိ ဘူး တ်ခတ်ရှိအောင်မနေလို့ မလုပ်ဘူးဆိုပင်လည်းမင်းငါမျက်စိရှိမှအဲ့လိုမျိုးလုပ်တယ်ငါလုံးဝတန်ကြီးမခံ ငါ နိုင် ဘာလို့ မင်းလက်ကိုငါအပြစ်ပေးမယ်မင်းလက်ကိုရိုက် တကယ်ကြီးအမင်းဆုံးမငါခံပါရကွာ မင်းငါတဲ့ငယ်တယ်နော်ငါဆုံးမတာမင်းလက်ခံ မင်း မင်းလက်ရှစ်ထုတ်မင်းလက်ရှစ်ထုတ် လောက်ပါမင်းထိုက်တာလောက်ပါ ထုတ် အသားပါဖြစ်ဖြစ်လက်စွပ်တွေပိန်ဝိုင်းပြန်ရောင်းမရဘူးကွာ လက်ထုတ်ရှောင်းတယ်ဟဲ့လားထုတ်အောက်ကအမာခံမရှိတော့ရှောင်းလို့ရတာပေါ့တင်းလိုက်စက်နှစ်ဖူးပေါ့ အမာကမရှိလို့ အမာခံမရှိလို့ဦးမိုးကျော်ကျွန်တော်ဆုံးမပဲကျင်းတယ်လား ကွာဆုံးပါလေကွာအမာကမရှိလို့ အရင်နာမလို့တဲ့ ဒီလည်းမရဘူးမင်းအပြည့်လုံတော့လုပ်ပြီးတော့ အရင်နာမလို့ပဲဒီပါရ နာသွားလား နေ တေးလိုက် ပြန်တင်ဒီကောင်မမှတ်ဘူးဒီကောင်မမှတ်ဘူး မဘူး အာ ချအမာကချ ကြီးကြီးတင်းကွာ မင်း ဒီပါရ နာသွားလား နေ နိုင်တေးလိုက်အမာက မရဘူးဒီကောင်မမှတ်ဘူးသီလားလာမျက်နှာပေါ်တင်လိုက်ဟောမျက်နှာပေါ်တင်လိုက်စမ်းမျက်နှာဘာလဲတော့တောင်းလို့ရတယ် ဖယုံညိုတွေသွားနိုင်စား ဟေးအကုန်ယူလာခဲ့ဟော ကိုခေလိုက် ဟေးသမီး ကိုရင်းနာကိုကြီးတို့ကလူရှင်တော်ဒီလူရှင်တော်အသင်းမှာလူကြီးတွေဖြစ်တယ်နော်ကိုကြီးတို့တွေလူကြီးတွေဖြစ်နေရဲ့ဒါနဲ့အခုကိုယ့်ထက်အသက်ကြီးဝါကြီးတယ် ကြောက်တယ်မို့လို့စင်အောင်ပါလေကြောက်ထားပါလေ ဒါကိုကြီးတို့လွန်လွန်အားကြီးတယ်ကိုကြီးတို့တွေညီမမကြိုက်ဘူးအဲ့ဒါကြောင့်လာကိုကြီးတို့နှစ်ယောက်သမီးအဲ့ဒါကြောင့်ကိုကြီးတို့ထက်သမီးကငယ်ပေမဲ့အဲ့လိုသမီးအနိုင်ကျင့်တာမကြိုက်ကိုတို့ဖွဲ့ခေါင်းဆောင်ဆိုပြီးကိုတို့အဲ့လိုလုပ်တာမကောင်းအာကြီးစီနဲ့ဇောပေမဲ့ပြည့်တဲ့ရှင်မှာကိုကြီးတို့အဲ့လိုတော့ဘယ်တရားမလဲဒီလူကြီးတော့ရောက်ကိုကြီးတို့ နင်ငါ့ကိုလှုပ်ဟာကျက်တို့လှုပ်ဟာကဲ ဒါသူမလို့ငါလုံးမှာကွာ ဒီမှာကိုကြီးဒီလူကြီးတော့ရောက်ကိုရှင်တို့နှစ်ယောက်ကတရိတ်ဆိုင်3កောင်လို့ထင်းနေလို့လား ငါတို့မထင်မိပါဘူးဟဲ့ ထင်းလို့လား မထင်မိပါဘူး ဖေးတို့တဲ့သမီးနာတယ်သမီးကအဲ့လိုမျိုးဖေးတို့အစော်ကားမခံဘူးကိုယ့်ထက်အသက်ကြီးတယ်ဝါကြီးတယ်ပညာတတ်တဲ့လူတွေနော် ဖေးတို့ထင်ဒီကောင်မလေးမခံ အာလုံးဝမခံ ဖေးတို့မထင်ဒီကောင်မလေးသူကသူအစဉ်ပြေပြေလိမ့်မယ်မဟုတ်လေ ကိုခင်လိုက် ဟေး ကိုခင်လိုက်ရောကိုရင်းတော့ဒီလူကြီး3ယောက်ကို အေး နွားကြီးလို့ထင်နေလို့လား မထင်ပါဘူးဟာငါတို့မထင်ပါဘူး ခွေးကြီး3កောင်လို့ထင် မ နေ ထင်ငါတို့မထင်ငါတို့မထင် ဖေးတို့ကနာလို့သမီးပြောတာနော် ငါတို့ဘက်ကနာ သမီးနာတယ်သမီးလုံးဝအထိမခံနိုင်ဘူးဖေးတို့တော့ နာလို့ ကိုကြီးတို့စဉ်းစားကြည့်ပါဦးဒီလူကြီး3ယောက်ကိုတရိတ်ဆိုင်3កောင်လို့ထင်နေလား ထင်ပါဘူးဟဲ့ နွားကြီး3កောင် နမလုံးမ तू ပြောတော့ပို့ဆိုးနေ ဘလို့ အဲ့ ဆဲ ဆန်နေအောင်မထွက်ဘူး ဘလို့ဆဲနီးလည်းမသိဘူးဒီမှာလို့မ ဘူးလေနွားပြဖြစ် စိတ်မဆိုးပါနဲ့စိတ်မဆိုးပါနဲ့ဖေးရဲ့စိတ်ဆိုးတဲ့လူကဘာနဲ့တူ ခွေးနဲ့တူ အေးအဲ့ဒါပေါ့ ခွေးနဲ့တူ အေး
ဆန်ဒီရမတမမလည်းမကြောက်စိတ်ဆိုးလည်းလည်းမကြောက်ခင်လိုက်ကလို့ပါသား အဲ့နားလေးငါမရှင်းဘူးဗျ ဘာလို့မကြည့်ဘူးဆဲလာတော့ဘာလို့မကြောက်ဘူးပြီးတော့လည်းတို့လို့ခင်လိုက်ကလို့ပါသားဆဲလာလို့ ဒီနားလေးじゃလုံးလုံးသွားတယ် ဘာလို့ဒီရလို့တကားမှလည်းမကြောက်ဘူး အဲ့လိုပဲတောင်းလက်စင်ဖေးကတော့နော်ဖေးတို့အလုံးကတော့ပါတယ်ကတော့ပါတယ်ဖះမလည်းသစ္စာဆိုရဲပါတယ်ဒါကိုယ်ဆရာသမားတွေမပြစ်မှားပါဘူးမှန်လားပါဖေးကျွန်တော်ဟာတညီတော်ခင်လိုက်ဒိန်းတော်စနေသားနဲ့တနင်္လာသားဒီလူကြီးတွေပေါ်မှာမပြစ်မှားပါဘူးဤသစ္စာစကားမှန်ကန်ပါဤသစ္စာစကားမှန်ကန်ပါကဒီလူကြီး၃ယောက်မီးလောင်ပြကြပါစေတာ တိုင်းအရှင်လိုက်လိုက်ပူတော့ပူလာပြီဟာပြကြ အဲ့မှာဟိုဟာနမင်းတပါပြလိုက်တော့ပေးတယ်မလောင်တော့ဘူးတဲ့မိုးကြော်ကတနာကိုးတွေများတယ် အဲ့ကလေးပါလေအဲ့ကလေးပါလေတကယ်လေးလူကျွန်တော်တွေပြောရင်ပြုံးနေတာဟုတ်တယ်သမီးကအဲ့လိုပြုံးပြီးတော့အဘတို့ကနှလုံးအေးတာပေါ့အေးမိုးကျော်မင်းနှလုံးမအေးချင်ဘူးလား အေးနေတာပေါ့ ကိုတုံးလုံးချုပ်ပြီးဘွဲထဲသွားထိုင်လေ ကျုပ်တော့ဖေးအာငွေ့ပြန်ပေးပါ ဒါတော့ချင်းကြီးကအောက်ကကောက်ရုံးနဲ့မီးမြိုက်ပြီးတော့ဒီမှာကြီးရီလိုက်ပြုံးလိုက်ရင်ပချိုက်လေးနဲ့ အချိုင်လေးနဲ့ အဲ့ဒါငါနဲ့တူနေတာ ဟုတ်လို့လား ငါလည်းရီပြုံးရင်ပချိုက်လေးနဲ့ ဘာမှလည်းပါစဟဲဒေါက်ခွတ်တော်ကြီးကဲသမီးဟဲ့စနေထွေလေးနဲ့ အဲ့ဒါတွေလို့လိုက်ပါဦးလဲဆိုတော့เนาะကျွန်တော်တင်းတင်းမွေးရှူးရှက်လက်ဖက်เนาะအမ ပြိတ္တကတကယ်ချစ်ဖို့ကောင်းတယ်ကျလူလေးနည်းနည်းလေးပဲရှိအရှိတဲ့ပြိတ္တကရည်နေတဲ့လူရောက်အများကြီးရည်နေတယ်လို့ပဲနော် ကိုကြီး ကျွန်တော်မသိလို့မရအရွက်တိုက်ပြီးကြည့်နေကြတယ်ခုတည်းကမပြန်ကြသေးဘူးလား မင်းမသိလို့ကြိုက်လို့မို့ခုံသိမ်းရမဲ့လူတွေကြံခဲ့တာ ကိုကြီး နော် အေးသမီး မားလေးမှာဆက်နဲ့ကိုပိုင်ထောင်ခဲ့တယ် ဟုတ်ကဲ့ စိန်ကြောကူဆက်တက်မှာဆိုနီမိုးကြောင့်ငိမ့်ကြောက်ပြောင်းခင်တဲ့နဲ့ဆက်နဲ့ထောင်ခဲ့တယ်မားလေးညိတ်တော်တော်များများတနာကြီးတဲ့ကြော်ပြီးတော့မကကြ တနားယူ ခု2နာရီကြော်ပြီး ကြည့်စမ်း ကအဲ့တော့ခမရတို့ကြောင့်မေးချင်လို့ပါအင်ကြီးကြချင်းမရှိကြဘူးလား နိုင်ရိုင်းလိုက် ကိုကြီးလိုက် ဟေးသမီး ကိုကျော်ကြီး အေး ဩဒီခါကျတော့သမီး အေး ကို အားရှိပါကြီးဒါပြီး တလေးတစားနဲ့အားပေးတဲ့သမီးရဲ့ပေးတဲ့ဒီဟာမန္တလေးရွှေမြို့တော်ဆိုတာအနုပညာမြို့ အ တော် နုပညာနယ်မြေဟဲ့ နော်သမီးတို့သမီးငယ်စဉ်10နှစ်သမီးလောက်ကသမီးကမန္တလေးနန်းရှိမှာနေပါတယ် ဟလား သမီးရဲ့ဖေဖေကရန်ကုန်စိန်ပတင်းမှာစိုင်းဆရာကြီး ရွာသားကြီးစိန်မတဲ့ သမီးတို့ကဒီမန္တလေးမြို့ကနေပြီးတော့သမီးတို့ငယ်ငယ်လေးကနေစိုးကိုင်းအီဒီပြိုင်နဲ့မန္တလေးပျော်ပွဲရမတ်ဘူမိုင်းနဲ့ဘူမဆိုတာဒါအတူတူပြိုင်ကြတာပါအဲ့တော့နေသမီးတို့အခုရန်ကုန်ရောက်သွားတော့အခုမန္တလေးရွှေမြို့တော်ကိုပြန်ရောက်လာတဲ့အခါမှာသမီးကအငိမ့်မင်းသမီးလေးဘွားနဲ့ပြန်လာ ကဲကြည့်စမ်း အဲ့တော့သမီးချစ်တဲ့ပြည်သူများကိုဟလာသမီးကပြကျင်တာလေးကတော့မင်းသားတိုင်းမင်းသမီးတိုင်းကလေးကထားရှိတာခုနှစ်ထွေးဆိုတဲ့အကရှိ မကြည့်ရတော့ကြာပြီသမီးရဲ့ အဲ့ဒီအကလေးကိုသမီးကတိုင်းရင်းသားအက9မျိုးထည့်ပြီးတော့12ထွေအကလေး စက်နှစ်ထွေကမှာ ပြည်သက်ကိုတခန်းပြီးတခန်းကပြမယ် ပြီးမှကြည့်နော်ဂရိတခါတည်းနော်တခါတည်းပြောတာ ဟုတ် ပြီးမှထပြန်မပြီးပဲပြန်တဲ့လူသူများအဝတ်စားငှားလာလို့ပြန်ပို့ဖို့ပဲမှတ်လိုက် ဟာမင်းအဲ့လိုမပြောပါနဲ့ ဘာဖြစ်လို့ ဟုတ်ပါတယ် ဟောဟုတ်ပါဘူးဟုတ်ပါဘူး ကိုရရီထားနော် ကြည်ရမယ်ဟာ ဟောဘာပြောနေလဲ ဒီကြည်ထားစု အဲ့လိုပြောတာမဟုတ်သမီးကရင်တခန်းတခန်းရီ အေး တာ ဟုတ်ပြီ ပထမဆုံးကမဲ့အကလေးကတော့အိုးစီအကလေး ဟာမင်းကလေးဒါမဲ့နော်ထောက်ပလက်ပြန်တော့နင်းပြောက်ပဲရှိလို့စမ်းဟေး ရေချမ်းမို့လားအောင်မလေးလည်းလားတဲ့ရေ ရှ ချ င်း မ်း ရမို့လားဘုံမအတွက်လက်ဖို့တန်လေးကြောက်ရစေလွယ်လေးလေး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  တကယ်လဲစိုင်းဝိုင်းနဲ့မှာစိုင်းလဲတီးတတ်ပါလား ဆိုင်နဲ့တီးတတ်ပါတယ် ဒုတိယပေါင်းစုံတီးတတ်တယ်နဲ့ပလွေပါကြတက်ပြီး လက်တီးဆွေးချလို့ဗျာ မကောင်းပါဘူး ဟေးဟေးကဲကြည်စမ်းဒါက အိုးစီတီးတတ်တဲ့မင်းသမီး ကျေးလက်ဒေတာအိုးစီလေး အိုးစီတီးတတ်တဲ့မင်းသမီးတို့တက်လုံးမနေဘူး ဘာဖြစ်လို့လဲ ကိုအိတ်နေတော့အိုးစီထတီးတော့ဘယ်လိုလုပ် ပန်းကောင်းနေပါပြော ဒီကကျတော့ဒိုးဘတ်အကလေး ဒိုးဘက်ကလေး ကြည် ခဏ နော် နေဟုတ်နင်တို့ကကားဖို့ရွယ်မလုပ်နဲ့အမအလူမိုက်ဘာလုပ်နေလဲ ဘာလုပ်နေလဲ တင်းနိုင်ဘာလုပ်နေလဲနိုင်နေတယ်အဲ့ဒီဘက်အခြေအနေကိုကြည့်ရတယ် ဟုတ်တယ် ရရတာပါမချောင်းပါဘူးကိုလိုချင်လို့မပါဘူးကိုသောက်နှက်ကနိုးစော်လို့ပါမင်းကဲကသမီးလေးသမီးလေးတဲ့ ဟေးနေရောလားအောင်ပါလေသမီးပါလေဒီချမ်းဖြန်းတော်ဒိုးဘက်ကလေးမတမကြည့်ရခဲ့သွားပြီနော်
ဒိုဘာနော်ဗျာရှင်မြိုင်နေရထွက်ခဲ့ပါဘော ဟုတ်ကဲ့ ဒိုဘာနော်ဗျာရှင်မြိုင်နေရထွက်ခဲ့ပါဘောရိုင်းဆန်းရှောင်းရတဲ့ဒိုဘာတန်လို့ရိုင်းဆန်းလေးရှောင်းရတဲ့ဒိုဘာတန်လို့တေဝနာသောစိန်ထိုးလာပြီညထိုးလာပြီညထိုးလာပြီစိန်ထိုးလာပြီ ဇွန်ခါရေးတိပြိုင် ဟေးလာလေမောင်ယိုဝါ နှမျိုးရှိသွားပြီတယောက်နဲ့တယောက်အပြိုင်ဆိုင်တော့မင်းမိဘိုမနဲ့အောက်ကဟန်စာမိုးဝင်းနဲ့ဟုတ်ပြီနော်အပြိုင်မဲ့ကိုအေးစေးဆုံးမပေးနဲ့နော်ကိုင်းမယ် ကျောင်းမင်းနဲ့ကိုကြီးနော် ဒီတခါကျတော့သမီးတို့ရဲ့မြန်မာနိုင်ငံမှာဟာလားဒီနေ့အချိန်ထိအထင်ကြီးရှိသေးတယ်နန်းတော်ကြီး ဟာ နန်းမျိုးကြီး မြန်မာလူမျိုးဆိုတာကိုထီကိုနန်း ကိုကျင်ကန်းနဲ့နေခဲ့ကြတာ โอเคအဲ့တော့ရှင်မင်းနေစီကိုအခစားဝင်ရတော့ဝင်ကြီးအက ကဲဝင်ကနော်ကြည့်အောင်သမီးနော် ဝင်ကြီးကိုပြော ဟောပါစေတည်းရပါနဲ့ရေ ဒီရောလား ဟောပါစေတည်းရပါနဲ့ရေချမ်းကိုလာအကျိုးသာလူမျိုးပေါ်တွဲကျိုးလဲပါလေ ဒါမျိုး နောက်ကြနေလား ဟေး ဒါမျိုးတော့ ဟေး ကျုပ်ပြီးမခံဘူးလေ ဟေး ခင်ဗျားတို့ ဟေးနေလား ဒါမျိုးတော့ကြုံသိမခံဘူး သားတော့ပွဲကျောင်းတော်ကြီးကိုရောက်အောင် ွားခြင်း ဒါဝင်ကြီးရောက်သွားပြီ ဒါဝန်ကြီး နောက်တစ်ရက်ကျတော့ပြုတ်ကို ဒီကကြတော့ အဲ ဘရင်နေစီသွားတဲ့အခါမှာရှေ့ကနေနေရတော်ကင်းလို့ခေါ်တဲ့သူငယ်တော်ခလေးအက ဟောတငယ်တော်ကလေး တငယ်တော်လေး တငယ်လေးဒါမဲ့တဖြည်းဖြည်းသူကမြင့်လာလိမ့်မယ်ကြီးကျွန်တော်တို့ဝင်မထောက်ဘူးမောဆိုရှောပါပညာချင်းမရှိအောင် ဟောပါစေတည်းရပါနဲ့ ရေမြတ်လို့တော့ ဟောပါစေတည်းရပါနဲ့ရေမြတ်လို့တော့ ဟဲ့ဘုံမ လေ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 ဟေးဟေးဟေး ရွှေလာရဲ့တာလာငွေလာရဲ့တာရွှေလာရဲ့တာလာငွေလာလေးရဲ့တာခရရကပဲဟိုသွားမယ် ကျောင်းတကားပဲလို့သွားတယ် ဟိုလေးလေးပြောလေပါပြောလေပါ ဟိုလေပြောလိုက်ပါပြောလိုက်ပါ ကွာပြောလိုက်ပါပြောလိုက်ပါ ပြောလိုက်ပါပြောလိုက်ပါ တင်းတင်းမွေးရှူးရှဲလက်ဖက်က ငါနဲ့လေးမျိုးပါရှိတယ်လို့ အရင်လည်းကောင်းတယ်လို့နိုင်ငံကျော်ကဘာပြောတယ်လို့ပြောလိုက်ပါပြော ဟောဗျာ တငယ်တော့ ဒါတငယ်တော့ တငယ်တော် နေ၄ခုရှိသွားပြီ1 2 3 4 ၄ခုရှိသွားပြီအဲဘာတွေကြံလဲတငယ်မှာအိုးစီဒါအမောဖောက်လို့အပြောထောက်နေရအိုးစီတို့အပေါ်အပြောဖောက်ကြမလို့မင်းသမီးလားမင်းသမီးကမလေးလားရေတောက်တာလေးရေလာတော့ရေမတောက်နဲ့ မင်းသမီးပလိ ရေလာတော့ ခမမြန် ရေပြတ်သွားမယ်အဲလာကိုကြီးကရော့ကိုကြီးကချတာ ဘာဟုတ်ကြတာ လူရှင်တော်တွေအားလုံးတစ်ခါတည်းဝေမဲ့ပေးပါလူရှင်တော်၄ယောက်မို့အများကြီးလေဟောကျွန်တော်တို့ရကျွန်တော်တို့ ကျွန်တော်မပေါင်းခွဲသိချခွဲပြလိုက်ခွဲပြလိုက် ရဦးမိုးကျော်တက်ကြီးတယ်ဦးမိုးကျော်ဒါသုံးတာအေးကျေးဇူးပဲဗျာ ဟုတ်ပြီကဲဦးငယ်မိုး ဦးငွေမော်လည်းတက်ကြီးဒါတော့သုံးအေးကျေးဇူးတင်ပါတယ်ဗျာကျော်ထက်ကငယ်တဲ့ဒါယူအေးကျေးဇူးပဲခင်းလိုက်တာသိမ့်ထားလိုက်အေးကျေးဇူးပဲကွာ ကီးဖို့ဆရာလေးပြလောက် အေးဘာကြောင့်ကိမိုးစားမေတ္တာတော့အေးကျေးဇူးပဲကျွန်တော်ငါယူတယ်ကွာ ဟာဟဲ့မင်းတယောက်တည်းလေ နားမနိုင်မပြောပါနဲ့ဒီခေတ်ကြီးထဲမှာလူကြီးတယောက်လုပ်တယ်ဆိုတော့ကိုယ့်အတွက်ဒီလောက်မှမကြင်ဘယ်တော့မှမလုပ်ဘူး ဟာမင်းကကိုကားနဲ့ကိုမပြန်ကျင်ဘူးထင်တယ် ရလူရှင်တော်၄ယောက် အော်တကယ် ငါတို့ကတက်ငါတို့တက်ကတက်ကြည့်သိတယ်မင်းကြည့်အောင်ရှော့ငါတို့တက်က2ရက်ပဲဟောကီးဖို့ကီးဖို့မရရင်စင်းတောင်းတယ်ဟော ကျွန်တော်တို့ မင်းတို့ငါတို့ကိုခင်နဲ့ကိုဒိန်းအတွက်ချိန် ချိန်နဲ့ထိုးလိုက်ပါမရဲ့ကော ဒီဘက်ကအမကြီးဆွဲတာဒီဘက်ကအကိုကြီးဆွဲပါ ကျေးဇူးတင်ပါတယ်မရဲ့ ချိန်တယ်ဒါဒီဒါတရဝင်ပေါ့နော် ဟုတ်ကဲ့ မတို့လက်ထဲတာထည့်ပြီးလိုက်ရင်အဲ့ခိုးတယ် ဩမောင်ခင်လိုင်းနဲ့မောင်တင်းနဲ့ကိုအခုလိုသူများများချင်းမြင်တာကျွန်တော်ဝန်တာပါတယ်ဟောကျွန်တော်တို့ကချမ်းသာတဲ့လူလေသူတို့မစားနိုင်မတောင်းနိုင်လေးတွေဆိုတော့ ကျွန်တော်တို့အေးနောက်တော့အဲ့လိုစကားမျိုးပြောခဲ့ရင်ဘယ်အလူရှင်မှ9000တက်မကစုမချပါသေးနဲ့ဗျာငါတော့ဒီညတကြလုံးချိန်စာတိုက်နေပါနဲ့ ကျွန်တော်ပွဲတွေကတာပွဲတွေတော်တော်များပါဟုတ်တယ်ကျွန်တော်လူစစ်တက်စီပေါ့ဗျာဖွဲကကျွန်တော်လူပေါင်းအစိတ်30လောက်ရှိဟုတ်တယ်တယောက်မကြဆုချတာတော့ဒီပွဲကအတော်ဆုံးပွဲလို့ပြောလို့ရဟုတ်ပဲနော်ကတဲ့ပွဲထဲမှာတော့ဒီပွဲကကျွန်တော်တို့တကယ်ဆုချတဲ့ပွဲပဲဗျာဒီပွဲလောက်ဆုချတော့မရှိပါဘူး ဟုတ်ကဲ့ အဲ့ဒီစကားကလည်းကျွန်တော်ပွဲတိုင်းပြောခဲ့ပါတယ် ဟောကဲပြန်ဖြုတ်လိုက်ပါအဲ့9000ပြန်ဖြုတ်လိုက်ပါခင်ဗျာ တကယ်ပြက်လုံးပြက်တာမဟုတ်ပါဘူး
ကျွန်တော်တို့မှာလိုလေသေးမရှိပါဘူးစားဖို့တောက်မှုနေမှုထိုင်မှု တကယ်ပါပဲ တကယ်ပါမှန်တာပြောချမ်းသာပါသေးလို့တာပြောပေး ကျွန်တော်တို့မင်းကုန်းမှာကတည်းကအမလာပြီးတော့ကျွန်တော်တို့ပွဲလာငါတွေကလိုလေသေးမရှိသေးဘူးတဲ့ခင်လိုက်တင်းတော့နော်ညီလေးမောင်လေးတို့စူးစမ်းတာကအမတို့နော်စူးစမ်းရင်စူးစမ်းတယ်လို့အမတို့က ကွန်ပျူမယ် ကွန်ပျူမယ် မနေ့ကကျွန်တော်တို့အမလာပြီးတော့လွတ်လိုက်တာဘယ်လိုလဲဟိုအယုတ်နဲ့အကိုကြီးဘယ်လိုလဲသူ့နာမည်မနေ့ကဘယ်လိုရှိ တကယ်တောင်းကြည့်တယ်နော်အဲ့ ကိုအောင်သူ ကိုအောင် အောင်သူမျိုးတကယ်လိုလေသေးမရှိ တကယ် တကယ်လိုလေသေးမရှိနေကတငယ်ချင်းတယောက်တည်းကခေါ်သွားတယ်ကျွန်တဲ့ဘွဲ့တို့တမင်းတရုတ်ဆိုင်ကအကုန်ဝဲကျွေးပြီးတော့ချက်သားပေါင်းနေပါတော့အများကြီးပဲစားတော့မကုန်တော့မကုန်ဘူးကျွန်တော်နှစ်ယောက်ကတ်ခေါ်သွားတာတို့ခေါ်ရနော်လူတွေကခေါ်သွားတကယ်ပဲတကယ်သဘောကောင်းတော့ဒါမှသူသာဘာမှဝယ်မစားကျွန်တော်တို့လည်းဘာမှဝယ်မကြည့်ဘူး ဟုတ်တယ်အဲ့လိုမပြောနဲ့မင်းတို့ကလေစင်တက်ကြွေတော့အကောင်းမပြောဘူးလူရှင်တော်ဆိုတာ အဲ့ကိုပြောတာအမောက်ပြောတာ ကျွန်တော်တို့တကယ်လာကြိုးတာခင်လိုက်နဲ့ဒိန်းတော်နဲ့ဘယ်နဲ့ကား3စီးလာမယ်ကျွန်တော်တို့ကား3စီးလာမယ်ဆိုတော့ကျွန်တော်ဒီမန္တလေးကိုအခောက်အခါလာလာတတ်ပါတယ်ဆိုတော့မဟုတ်ဘူးတဲ့တာဝန်မကျင်းပါဆိုလို့မိထီလာနေလာကြိုးတယ်ကြ ဟုတ်တယ် မိထီလာနေ မျိုးတို့တကယ် မိထီလာနေလာကြိုးမိထီလာမှာကျွန်တော်တို့အဲ့မှာထမင်းဆိုင်မှာကဲကျွန်တော်အိတ်ရှင်မူလူဖြစ်နေအိမ်နဲ့အစောကြီးဆိုတော့မဟုတ်အကုန်လုံးဆင်းပါအကုန်လုံးဆင်းတစ်ဖွဲလုံးရောက်30လောက်ရှိရကုန်ဆင်းနော်ခုနကကိုကြီးနော်ကိုအောင်ပြောလားကုန်ဆင်းနော်ကျွန်တော်တို့မိထီလာနာမည်ကြီးတဲ့ဖီးဆိုတဲ့ဆိုင်မှာကုန်ဆင်းတေးပေါက်ပြန်တက် စား ပြီးမှစားကြောက်ကဖြစ်တော့ဘယ်လိုလုပ်လဲ ဟိုသူယောဂနဲ့ချိန်ချောက်နေတော့ အဲ့နေတော့ကျွန်တော်ဒီမန္တလေးအဝင်မန္တလေးဝင်ကျတော့နမမမျိုးတော့တဖေးဆိုင်ဆင်းအကုန်လုံးဆင်းနူအဲ့နေလူအကုန်လုံးမူကြတော့အကုန်လုံးဆိုင်နေဝင်တေးပေါက်ပြန်တက် စားဖို့ ပြီးမှစားကြောက်ကဖြစ်တော့ဘယ်လိုလုပ်လဲ ရန်တွေ့ပြန်ပြီ ကျွန်တော်မိတ်တီလာနဲ့မန္တလေးကိုသေး33ကပောက်ခဲ့ရပါတယ်လို့လက်ကားစားတာပါကျွန်တော်တို့ကျွန်တော်တို့ကဘယ်လောက်အကောင်း ကျွန်တော်တို့ရည်စရာ ကြီးစရာပြောတာ လမ်းညွန်ကတော့တကယ်တော့တာနော်အမသူ့ကိုဘယ်သူမှမမီဘူး လမ်းညွန်တာဟုတ်တယ် အာငါ့ကို ဒီမန္တလေးမြေပုံသူဆွဲတာလေ ဟုတ်လား ဟေး ခောက်ကွင်းနဲ့ခောက်ကွင်းသွားတော့မားနေတဲ့မြောက်ပြင်းနဲ့ခောက်ကွင်းနေရောမြောက်ပြင်းနေရောအကိုကဘူရာကြီးတာပြန်လဲလာတော့တဲ့ဘယ်မှာအခုအိတ်နေပြီလဲမသိဘူး ဟောတကယ်ဘိုးကြီးလာတာကျွန်တော်မိုက်ရင်အေးရဲ့အမျိုးသားပေါ့ तू ကဒီပွဲအကဲမှမရှိဘူးပင်နာအတွက်သွားနေတာတကယ်စေတနာကောင်းပါလေပင်နာကိုကျွန်တော်လိုက်သွားတယ် तू ပင်နာသွားတယ်ဆိုလို့ကျွန်တော်စက်သားစီပြန်ချက်ကျွေး ဟာချင်တယ် အင်ရှင်နေစားတာတောင်ပေါ်ကြီးခြေတော်ဒါပဲစားတယ်ကျွန်တော်ဆိုတော့ဧည့်သည်နေနဲ့ထုတ်တွေကျွေးတာ ဘာကျွေးလဲ နှုတ်သီးပြားတို့ခြေသေးပြားတို့ဒါတော့ထပြေလို့မပြည့်ကြံမွေးတွေပါတုတ်ကျွေးမှာသူ့တငယ်ချင်းကစိတ်ဆိုးသေးတယ် ဘာဖြစ်လို့ ကြက်ချင်းညိုတောက်မသွားလို့ဆိုလို့ ဩလူမိုက်ခုတော့ပြောပြရစီလူမတော်နဲ့နော်ကျွန်တော်နေကင်းတော့အိတ်နေနဲ့ဟောကျွန်တော်နဲ့စစ်သက်ထားတဲ့ကောင်မလေးကလာတယ်လေဝင်းမုတ်ရွှေကြီးလေ ဒီရွယ်စစ်သက်တာ သားနဲ့စစ်သက်ထားတာဟောတဲ့မောင်နဲ့ခုညမောင်စုဘယ်လောက်ရမလဲလို့စဉ်းစားထားလဲအာလူမကြီးရဲ့သဘောကောင်းတယ်လို့တယောက်ငါ3000တော့မှန်းထားတယ်9000ဆိုတော့2000ခွဲလိုနေတယ်မှာ 2000ခွဲဟာတဲ့နော်ခမည်းရဲ့ဟိုဖြစ်တော့မှာပဲလာကူမယ် ဘယ်ဟာဖြစ်တော့မှာ ငါမင်္ဂလာဆောင်ကြမှာ ဟုတ်ကူတယ်ဆိုတော့ဖေရကိုလည်းခမည်းသဘောပေါက်အသက်တကယ်ပြောကျွန်တော်တို့ထဲမှာခေါ်ထားတာဒါဆိုရင်အနည်းဆုံး66ကျော်ပြီ 60ခွန် ခွန်ထဲမှာ ဟုတ်ကဲ့ ဒါဆိုရင်အမှန်ပြောရင်သူတို့မှလည်းတက်ကြီးကတော့ဝယ်မရမှာဆိုလို့ပို့ပြောရတာလည်းရှိတယ်ဗျဟိုမေးတော့ပါကွာ ကိုပြောတာမဟုတ်ပါဘူးเนาะကျွန်တော်တို့ကကိုငယ်တယ်ပဲထင်တယ်သူတို့ကဆွတ်မြောက်တင်လာတာเนาะကျွန်တော်တို့ကိုငယ်တယ်ပဲထင်တာဒါလေးတွေဆိုအလန်းလေးတွေကိုတွေလန်းနေတာပဲ အဲ့လိုလမ်းလို့အမှုဖြစ်တာပဲ ကို ဟုတ် ကြီး တော့ပါ သမီး လေးမျိုးရှိသွားပြီနော် လေးမျိုးရှိသွားပြီ ဒီကကျတော့ခုနှစ်ထွေထဲမှာမပါမဖြစ်ပါတဲ့ အေး အကလေးရ ပါ တော့ လိ မြောက်အက မြောက် ကြည့်တယ် အဲ့ဒီမြောက်အကဆိုတာဒါသမီးတို့ဟိုရင်ကျေးမှုတွေမှာဆိုတယောက်တစ်မျိုးအဝတ်စုံနေနဲ့က မှန်တာပေါ့မှန်တာပေါ့ ဟိုရုပ်သေးဆွဲတဲ့မှာလဲတယောက်တယောက် ပါတယ် ဆွဲကအဲ့တော့သမီးတို့ကြတော့အခုလိုအငိမ့်ကမ်းမှာအဝတ်စားလဲပြီးကမှာတော့သမီးရဲ့အွန်စောရုပ်ကလေးကိုဖြောက်ပြီးတော့ အုံစောဘုံတော်ရုပ်ကိုမြင်အုံစောရုပ်တယ် အဲ့တော့အဲ့ဒီ စိတ်ချမ်းသာရင်လည်းပြောဟာငါတို့ကနားရှိရင်တော့နားထောင်အောင်ပါပဲ အဲ့တော့ကိုကြီးအနုပညာသမားဆိုတာတရံလုံးတရုတ်သူလား ဂျပန်လောက်ရင်တရုတ်နဲ့တူပါတယ် ဟောအဲ့တော့စေးစက်ကြရအယုတ်ထင် ဟုတ်တယ် ကမယ်အကမြောက်အကဆိုတော့ မြောက်အကဆို သမီးရဲ့ရုပ်ကိုဖြောက်မြောက်အကလေး ကဲကြည်စမ်းကဲဖြုတ်ငါအကောက်ဖြုတ် ရေချမ်းကိုလောင်းအောင်ပါလေလည်းပြေမဟုတ်တဲ့ရေချမ်းကိုလောင်းခေလာယောက်ျား ပါလေလေ ကြည်စမ်း ပတ်စံမပြုံးနဲ့စားခြင်းမင်းကိုတီးရှိတယ်မင်းကိုတီးစားမလားဟာမြောက်ကော်လီ တော့ကုန်တယ်ပေါ့ မင်းသမီးဆိုတာလှပတဲ့ရုပ်စင်းငါကိုဖျက်မြောက်ဆိုပြီးမြောက်နဲ့တူအောင်ကတကယ်တော့သမီးရဲ့ငါမျိုးရှိသွားပြီ မ နော် ထူးဆန်းသေးဘူးနော်ငါမျိုးမထူးဆန်းသေးဘူး ဒီကကြတော့ခုနှစ်ထွေထဲမှာပါတဲ့ဘလူးအကလေး နှစ်ဘယ်နှမျိုးလောက်တက်လဲ ရှင် တက်ပါတယ်ပုံစံမျိုးစုံပြောင်းလို့ရတယ် ဘာလဲဆိုနေ
တွေကိုလေ ဘယ်နဲ့မျိုးလောက်တက်လဲဒီတော့လေပါဠိ အဲ့လိုပုံစံနဲ့ပြောင်းလို့ကားတိုက်မိတာ စမယ် အဲ့ဒါလည်းမဟုတ်ပါဘူးတဲ့အစားတော့ပြတ်နေဦးမစက်နဲ့ပြ ဘာမှသေးသေးပါနဲ့ ကျမ်းမရေး ဖ မှာ က်လို့လားအေးလား ဘလူးထီးနဲ့ဘလူးမဘလူးသားရိုက်တော့မယ်ဟာ အလိုဘလူးကအစွဲကိုနှုတ်လိုက်တော့သဖုံးကြီးပဲခြံခဲ့ပါလား မင်းကိုရှာထုတ်ပြတယ်စုများချလိုက်လို့ကတော့အိုကြီးအိုမနဲ့ကားပြပါလိမ့်မယ်ဗျာ မင်းအဖေပဲကွာအဲ့တော့ရှိဟဲ့ဟဲ့ဝါရက်ခါ 29နှစ်ဘလူး54နှစ်ဘလူး အမဲဘလူး ဘလဲမှုဘလူးနဲ့ ဘလူးအောက်မှာကပြူ နောက်မှာဗလီ ကဲသမီး6မျိုးလေးနဲ့ခဏနား ရှေ့ လိုက် ခေတ်ဟောင်းအောင်မေးဘူး ကိုခလိုင်းခဏလေးလားကိုမန္တလေးကိုသိန်းစောမောနေလို့ရောက်ကိုတောက်သူခမရလဲ ဟုတ်တယ် နင်တို့ဘလောက်ကတဲ့နော်သူအကကွက်ကတော့သွားလေးကိုကြည့်ဟမ်ရှာအိုက်မှာသူခရင်းမဖောက်တာနော်သွားလာတယ်ဘယ်သွားလိုက်ရှင်းသုံးလဲ ဒင်းတော်မိမကျတော့တိတတ်တယ်ရှင် အဖေဘာဖြစ်လို့ဟဲ့လမ်းမေးကဘီးတွေတောင်းနေရတာလဲတူတော့ခဲယူတယ်နေကိုပြည့်နေပြောဩဒါပဲအားလုံးပျော်ရသည် ပြောတယ် အားလုံးပျော်တဲ့အတွက်တင်းနေမွေးမိသားစုလဲထားပါပျော်ရ ဟိုတိုးပြီးတော့ဒီတမကလှူနိုင်တန်းနေပါလေလူကူလည်းတောက်လျှောက်လှူနေရပဲ လူနိုင်တန်းနိုင်ပါစေဆိုတော့ကျွန်တော်တို့ဒါလောလောဆယ်စုတွက်ပေါ့ကျွန်တော်အိုက်တန်စုပေါ့ကျွန်တော်တို့မှာ4-5သိန်းတန်စုတွေလည်းရှိတယ်ချကြည့်လိုက်ချက်ချင်းတန်းပေးပလိုက်တာပြတ်ထားတာပေါ့ အများပဲ လူမကြီးလူမကြီးနေကကျွန်တော်မျိုးသမီးလေးစိတ်သက်ထားတဲ့ကောင် တောင်းတာမရက်သေးဘူးလားတောင်းတာမရက်သေးဘူးလား ပြန်ရင်တဲ့ခမရအတွက်ကိုနော်အမအမြဲတမ်းရှင်ပါ108ပါ112ပါကြောင်းတိမ်စရာအကုန်လူတာဖုံးခမရတောင်းကြီးကြီးတစ်လုံးယူခဲ့တဲ့ ဩ ဘာတွေသိမလို့ အမိုက်တွေကောက်ခိုင်းမယ်တဲ့ ငါလည်းလောက်ပါမစိတ်မမလောက်ဘူးဗျာ ကဲသမီးအေး ဒီကကျတော့ခုနှစ်ထွေပြည့်သွားအောင်စောကလေးက စော်က ကဲ နေစောနေတော့လောက်တော့မလေးနေတော့နဲ့ဒီတော့လောက်အမြဲရှူရပါခမရဇောတိလာဝီ တော်ကြီးပါပြီစေဝိစာတော်ကြီးနာနာလာနိုးလေးလေးလီနာနာ ဘောလီလာလာလာ ဒေါနာဒီလေလေးဒီလေလေးဟုတ်လို့ဟေးကောင်းများ ဒါဆို အားလုံးကြည့်ဘူးတယ် တောင်း အိုးစီဒိုးဘတ်တငယ်တော်ဝင်းမြောက်ဘလူးဇော်ခုနှစ်ထွေ ခုနှစ်ထွေ ဒါဟိုတဲ့ तू ကတိုင်းရင်းသားအက9မျိုးထည့်ပြီး12မျိုးဖြစ်အောင်က ဂျင်းတို့ 12မျိုးဥမာဦးတောင်းကြိုးကြအတခေါ်တော်အုပ်ဩစိတ်စင်တန်ပြန်9ပါးကျေကျိုးသေးလေးလက်ခုပ်ဒုတိယ9ပါးပေါင်းရင်12ဖြစ် စနစ် အဲ့တော့ကျွန်တော်တို့အရင်တော့မြန်မာတန်စင်ကျွန်တော်တို့ဟိုမြန်မာတန်စင်မှာအခုနပြောတော့ဦးလောင်းကျွတ်အသားတော်အိုးစိတ်စဉ်9ပါးကိုနောက်တိုင်းတန်စင်9မျိုး chef flat တန်တွေထည့်လိုက်တော့12ကီးဖြစ်သွားတယ် စနစ်ကြီးဖြစ်သွားပြီ ဒီကကျတော့တိုင်းသားအက9မျိုးထည့်မယ် ဟုတ်ပြီ ပထမဆုံးကမဲ့အကလေးကတော့ကရင်အကလေး ကဲ ကရင်ဟဲ့ငါကရင်နော် မင်းကကရုတ်ကရင် အေးဘာကရင်လည်းမမေးဘူးငါဂေါ်လီကရင် ကရင်ကြီးအော်ဒါကရင်နေလား ဝက်ကရင်ကရင် ဟဲ့ကရင်ကြီး ဟေး ဟဲ့ကရင်မလေးကမမီတေးလာခိုင် ကရင်မလေး အေးကရင် ကရင်မလေးနော်မွေးတူနော်မွေးတူ နော်မူထွေးလဲမဟုတ် မဟုတ်ဘူးတဲ့ပြောမယ်အကြီးစားကင်မလေးနေတော်ရှင်းလာပါလားကရင် မရိမ့်မီလို့ပါကောင်ရင်မနောက်ပါနဲ့ကောင်ရင် ကရင်မလေး ကရင်မလေးပါဟဲ့ ငါကရင်ကြီး နဲကရင်ကြီးလိုက် ကရင်ဝဲ ငါနာမည်လည်းနဲ့မှတ်ထားပါကောင်ရင် နင့်နာမည်ဘယ်လိုတော့ဝဲ ငါနာမည်နော်ဝေးတင်ကြီးကလေးမေဖို့မေတော့မေကြောကြောခင်တနာတက်ချူဥပါကောင်ရင် နင့်နာမည်ကလည်းဝေခေါင်းပင်းနားမှာရေးလို့စမ်းမှာမလား ဒီနိုင်ရိုက်ပြီးကတ်မှာပေါ့ကောင်ရင်ဟာမရိုင်းလိုက်လားကောင်ရင်ငါနာမည်ဘယ်သူလဲကောင်ရင် ငါနာမည်ကတော့တော်တော်လေးပဲမဲ့လိုက်တယ်ပြီးစလွယ်ပါပဲ အေး ဥငွေစင်ချက်ဖြူမောင်ဘာလာတတ်တယ်အောင်ညွန့်ချွေကြီးတင်းတင်းမွေးလို့ခမဲ့ထားတယ်ကွ အဲ့လောက်ရှည်တော့ငါတို့မော်တော်ကားမိပါမလားကောင်ရင် ရတယ်ဝဲငါမှငါရထားစီးသွားမယ်ဝေး ဟာကောင်ရင် ဘာလို့
တွေ့ရတော့ဝန်တာတဲ့ကောင်ရင် ဟေးအဲ့ကောင်မလေး ကောင်လေး နင့်ကမြင်းမြင်းချင်းခွေးခွေးချင်းနွားနွားချင်းဆို အလိမ့်စံနေဖြစ်ကုန်ပြီကောင်ရင် မြင်းမြင်းချင်းချစ်မိတယ်ဝေး ဟုတ်လားကောင်ဟဲ့ နင့်ကမြင်းမြင်းချင်းချစ်မိလိုက်တာနော်ဝဲတင်ညာကလေးရမယ်ဖို့မယ်ကြောက်မယ်တော့ခင်တနာတချိုဦးရေ နင့်ကိုလည်းငါမြင်မြင်ချင်းဆိုတယ်လို့တန်ရောစင်ရှိပါတယ်ဥငွေစင်ကျေပြူမောင်ဘာလာတန်းတဲ့အောင်ညွန့်ရွှေကြီးတင်းတင်းမွေးဟာမောတကွာ နင်းနဲ့ငါနဲ့မင်္ဂလာဆောင်ရင်မကောင်းဘူးလား မင်္ဂလာဆိုရင်ကောင်းတယ် မင်္ဂလာဆောင်ရင်မကောင်းဘူးလား ကောင်း နော် တယ် ဝဲတင်ညာကလေးရမယ်ဖို့မယ်ကြောက်မယ်တော့ခင်တနာတချိုဦးရေမောတယ် မင်္ဂလာဆောင်တော့ဟုတ်ပါပြီကောင်ရဲ့မင်္ဂလာဆောင်ကြရင်တို့ဓမ္ပေါလေးကျွေးရင်မကောင်းဘူးလားဥငွေစင်ကျေပြူမောင်ဘာလာတန်းတဲ့အောင်ညွန့်ရွှေကြီးတင်းတင်းမွေး တံပေါက်ကြီးပဲကျွေးတော့ပြပြတနာတက်မှာပေါ့ချင်မောင်ဟင်းလေးပါထဲကျွေးမကောင်းမှာပေါ့နော်ဝဲတင်ညာကလေးရမယ်ဖို့မယ်ကြောက်မယ်တော့ခင်တနာတချိုဦးတင်းတင်းမွေးရေငါနာမည်တင်းတင်းမွေးထဲနေလဲတဲ့ရမယ်ဒါမှနေရာလုံးအမောဆိုပြီးတေးမှာဝဲ အေးပါကောင်ရဲ့တို့အဲ့ဒါပြီးလို့ရှိရင်အချိုပွဲနေနဲ့ရေကဲမုံလေးနဲ့ကဲမုံလေးနဲ့ထက်ကျွေးရင်မကောင်းဘူးလားဥငွေစင်ကျေပြူမောင်ဘာလာတန်းတဲ့အောင်ညွန့်ရွှေကြီးတင်းတင်းမွေးရဲ့ ဟဲ့အဲ့ဒါဆိုရင်ရကမ်းမုတ်တွေကိမုတ်တွေထက်ကျွေးတဲ့နောက်တော့လက်တော့ပွားတွေပါလက်ဆောင်ပေးလိုက်ပါတော့လားဥငွေစင်မုတ်ဘူးတော်ဝဲတိန်ညာကလေးရမယ်ဖို့မယ်ကြောက်မယ်တော့ခင်နာတတ်ချောဦးတင်းတင်းမွေးရဲ့ အဲ့ဒါဆိုလို့ရှိရင်ငါတို့ရတဲ့လက်ပွဲနဲ့မလှောက်ရင်ငါတို့စီးပွားပြက်ပြီးရှုံးသွားမှာပေါ့ဥငွေစင်ကျေပြူမောင်ဘာလာတန်းတဲ့အောင်ညွန့်ရွှေကြီးတင်းတင်းမွေး ရှုံးတော့လဲဘာဖြစ်လဲအတိုးနဲ့ကြီးရတဲ့ပတ်စံနေနဲ့ဖက်ဆက်လိုက်မှာပေါ့ဟာတော်ပါပြီမပါမဩတတိယလို့ပြောတာပါကရင်မကြီးနဲ့ရင်တို့မင်းလေးကျင်းအောင် ပါလေ นี่မျက်တောင်တို့တွေတက်ထားတော့ကျင်းမျက်လုံးကျင်းသွားတယ်မလှဘူးဖြစ်သွားမှာဗီဒီယိုရိုက် ကိုကြီးတော့ကရင်ဆိုလို့မသိတာလေးတခုတော့ မင်းငါ့ကိုမင်း ဟိုညီမလေးဟိုကရင်စကားထဲမှာနမိုးလီယာဆိုတာအဲ့ဒါမသိလို့ လွယ်လွယ်လေးပါနမိုးလီယာဆိုတော့နမိုးဆိုတဲ့ကရင်ကဘောင်းမချူပြီးပိန်းတော့တဲ့ဝင်သွားတော့နမိုးလီယာပေါ့ နမိုးစော်ရဆိုရင် မိမကြီးဝင်သွားတော့ကွာ ဟာတမျိုးပဲဟာတယ် မီးဖို့ဘေးနားမှာထိုင်နေနမိုးလီပူ အဲ့တော့သမီးကရင်မဟုတ်ပေမဲ့ကရင်တချင်းလေးကိုဗမာလူစာသားလေးရေးပြီးတော့ဆိုရတဲ့ဟာဒီတစ်ပိုက်လောက်ဆိုချင်တယ် နာတပိုက်ပြန်တော့တပည့်ဒီတပိုက်ပြင်သားကြောဖြတ်မယ်နဲ့ဟုတ်တယ် ကရင်လုံးမိတ်ဆက်လိုက်လေ ဟုတ် ခပ်ပရုံစီခေါင်ဝဲ ဟာပါနဲ့ ခေါင်မနစီခွေးအောင် ကြည့်မလားရှင် နင်လည်းကြည့်မလားမပြလည်းမပြောင်းတခါမှငါတို့အဟုတ်တယ်လို့တောက် ဒီမနဲ့ရေရန်ကိုလောင်းအောင်ရပါစေတပြေပါဦးနဲ့ရေရန်ကိုလောင်း ဟေးနတ်တီကောင်ဒီမိုးလေးဝဲဒီမိုးလေးတော့ဟောဆိုလောစီလိုက်တော့ဆုမပါရလေဟေးဒီလိုလေးဒီလိုဟေးဘယ်ကလေးအောင်လာလောနေနေနေတော့လာမတိခေါဟေးလေမာယောမောင်ယောမောင်ယောစကီမူပါကဲဘာမခွေစကီမူပါဟေးကဲဘာမခွေလေအော်ဆိုလိုက်ဆိုင် အောက်ကိုဆောက်ဆိုင် အောက်ဆက်လို့ရင်တတိတာသေးခွင်းနဲ့ပြင်မယ် ပြောနေ မသိလေငါမနာမလဲ မင်္ဂလာပါလို့ ဟောမင်္ဂလာပါ ဒါအဆိုလေးဒါကြောင့်ကရင်ကလေးက ကင်းငါလေးကြည့်မယ်အေးသမီး လာပြီ ဟေးဒီမိုးရွယ်ဒီမိုးနဲ့လိုက်မဲအောင်စလို့အမဟုတ်ကဲဟေးဟေးဟေး ဟေးဒီကိုလေးဘယ်ကလေးကိုခွေဟောနာလာလာတတိခေါလေဟေးစကီမူကစေပါမခွေစောကြပါခွေကဲပါမခွေဟေး I can လို့ အဖလားအခင်လား ငါဝေစာကုတ်ဥက္ကလိုင်ဝေရစုက ဒီကောင်ကရင်စကားလည်းမဟုတ်အင်္ဂလိပ်စကားလည်းလို့ပါလို့ အားကြိုက်တယ်လို့ပြောတာဒါကရင်မလေးရ ကရင်မလေး ကရင်ဆိုတော့ ဒီကကြတော့
ရှမ်းအကလေးက ရှမ်းက ရှမ်းမတကယ်ရှ တ မ်း ကယ်ရှမ်းမလေး ရှမ်းမအစ်စ်ပါ ရှမ်းမလေးရှမ်းမလေး ကိုခင်လိုက်အိပ်ပြောနေတာကိုလေခုနစလိတ်တို့ဆိုပြီးတက်နေသွားတယ် မျက်လုံးကိုပြူးသွားတာ ဒါရှမ်းက စ ဆို လိတ်တို့မှာကျွဲညို့ပေါက်တာနှင်းမြင်ဘူး ရှမ်းကဆိုတာကျွန်တော်တို့ရိုးရကပါကျွန်တော်ဆိုရင်ရှမ်းလူမျိုးစစ်စစ်ပါ ဟုတ်လား ကျွန်တော်ရှမ်းစကားနည်းနည်းပြောပြပါ ပြောပါပြောပါ ကွဲပိနမလာကျန်ခေါပိနမလာကျန်ခေါ ဘာလဲပြင်နမလဲကျ ပိနဆိုတာအမမလာဆိုတာလာပါကျန်ခေါဆိုတာသမင်းစားပါအောင်လားအမ ဟာ လာပါ တကယ်တက်တာကျ ကျင်ဆိုတာသိလား ဘာတော့ တင်တင်ရဲ့အမ မလာမြင်ရတူမ မနှောင်းနဲ့ ကျင်ဆိုတာစားစား ဩ ကျင်ဖဆိုတာသိလား ဒါဒီပဲ ကြောက်ဖွင် ဟာကျင်ဖောင်း ကြောက်ဖွင် ကျင်ဖက် ကြက်ဖင် ကဲတော့ပါတော့ပြီ လေ အေးသမီး ရှမ်းလူမျိုးတွေမှာလားဟိုတောင်ပိုင်းမြောက်ပိုင်းရှမ်းဟုတ်လား မှန်တာပေါ့ အဲ့တော့သူတို့ရှမ်းလူမျိုးတွေမှာရှမ်းကြီးရှမ်းလေးရှိတယ် ရှိတယ် အဲ့တောင်ပေါ်ရှမ်းတောင်အောင်ရှမ်းအဲ့လိုမျိုးရှမ်းရိုးရာမှာမိန်းကလေးတွေဆိုလို့ရှိရင်ရှမ်းပြူပြူလေးတွေလက်ဖက်ခူးတွေရိုးရာအကရှိ အဲ့ဒီအကလေးတိတ်ကြည့်လို့ကောင်းတာ ရှမ်းမျိုးသားတွေမှာဆိုရင်ရှမ်းရိုးရာတိုင်းအကလေးရှိ ရှိတယ် အဲ့တော့အဲ့ဒီရှမ်းအကလေးကြည့်မလား ကြည့်မယ်ရှင်အေးကြည့် ည မယ် လည်းကြည့်မလားကြည့်မ ခ လား ဏခဏနဲ့ငါအဟုံးမလုပ်ထိုင်နေခုတည်းမပြရသေးဘူးဟေးလို့ဟေးအောင်ပါသေးတပြေပေါင်းနဲ့ရေချမ်းအောင်လောင်းလာပြီရှမ်းမလေးတွေ ကဲလင်ကျနဲ့သေးပေါက်ချင်လို့ဟေး Mama, say it, run, down like a champagne, massa we champagne, chobare, dream we ganame. ဟေးနားလိုက်တာ လက်ဖက်ခူးတယ်ခူးပြီးတော့တောင်းနေတယ်ဈေးထဲသွားရောက်တယ်ခေါ်ပုံနဲ့လဲတယ် ရှိတာအကုန်ပဲတဲ့ပြပါလေတစ်ဖက်တည်းကိုသွား လာပြီဒါရှမ်းတိုင်း ရှမ်းတိုင်းလေ ရှမ်းတိုင်း ဟေးဟာနောက်ဆုံးမှာတစ်ဖက်ခူးပြီးဂျိုင်းမွေးနှုတ်ပါတယ် ဩနော်တိုင်းရင်းသားကလေးတွေကပြတာဩကျွန်တော်တို့ခင်လိုင်ဒိန်းတော်ဖွဲ့နဟာသားညီနောင်ဖွဲ့နိုင်ငံကျော်တွေပါပဲ နိုင်ငံကျော်ကျက်သွန်းကျော်ဘူးသီးကျော်တွေပါ တကယ်နိုင်ငံကျော်တွေပါပဲအလှနဲ့ပတ်သက်ပြီးအလှမလာကတော့အလှအကြောင်းလေးတော့နည်းနည်းပြောသွား မှန်တော့ နော်ဒါအလှအကြောင်းနဲ့ပတ်သက်ပြီးတော့ပြောမသွားဘူးဆိုရင်ကိုယ် အလူဆိုတာကအလူပွဲလို့မဟုတ်ဘူးစုံညီပွဲလာတယ်ဗျအပေါ်မှာကြည့်လိုက်တာတကယ်ဟိုဝိုင်းဝိုင်းတမင်းလေးကျွေးလိုက်တော့လဲရှမ်းမြောင်း အလူပါပဲအလူပါပဲ နော်အဲ့တော့အလှနဲ့ပတ်သက်တာလေးကိုနည်းနည်းပြောကြပါရစေ ဟုတ်ကဲ့ လူမိုက်2000ခွဲရပဲတော့ ဩအကျွေးများတောင်းနေတာလေ သူတောင်းတဲ့ပတ်စံကိုလေသူ့မပေးနဲ့စိတ်တကောင်ဝယ်ပြီးပေးမယ်လို့လိုက်ကုသိုလ်ရ တကယ်လှလဲလှတယ်ကလေးမလေး အင်းဟုတ်တယ် အကလေးလည်းကောင်း ကောင်းတယ် အတန်လေးလည်းကောင်း ဒါကြောင့်လဲစုတွေအများကြီးရတာ စိတ်ဝင်စားတယ်ကွာဒါပေမဲ့စိတ်ဝင်စားချင်တော့ ဘာဖြစ်လို့လဲဖေး သူ့တော်ကြီးတွေသူ့အမေတွေမျက်လုံးနဲ့မြင်ကစိတ်ဝင်စား သူ့မိတော်ကြီးရောပဲလို့ ဟာသူ့အမေကတကယ်ညစ်ပတ်တာကွာ ဟုတ်လို့လား ဟာမင်းတို့မသိဘူး ဟဲ့ ဟုတ်တယ် ဘာဖြစ်လို့ ကိုတို့ဒီခုံနောက်မှာကွာအိမ်သာနီးနီးလေးပါကုလီတွေလည်းအများကြီး ခုနောက်မှရှိရတယ် တဘောတဘာသွားတာပဲကုလီသွားပေါ့ အေးအခုဘာဖြစ်လို့ ဟုတ်ဘူးကွာဟိုကျောင်းနောက်မှာရှိတဲ့ကစင်းရိုးပေါ်မှာသွားပြီးရှူးတွေပေါက်တယ် ဟာဒီကမလေးမေကွာ သူပေါက်ချတဲ့နေရာကလည်းအဲကစင်းရိုးပေါ်မှာကနန်းကျွင်း ခက်ကြည့်စမ်း ကနန်းကျွင်းနဲ့ပေါက်တယ် ဟာ ပေါက်ထဲတော့ရှဲပြီးတော့ကလန်းကလည်းမိုးရွာတယ်ထင်ပြီးတက်လာရွာ ဟာ နှခမ်းကိုဗျက်ဆိုဆွဲညှက်တယ် ဘယ်နှခမ်း ဘဲညှက်ပေါ့မင်းနဲ့ပါဆိုင် ငါလည်းရှာရှင်းပြီးမေးနေ နှခမ်းကိုဗျက်ဆိုညှက်အမေလောက်ကြပါဝင်မေးလာပါဦးလားဟာတောင်းဟာအမဘာဖြစ်လဲမသိဘူးဆိုငါကမန်းကနန်းသွားလာဒီမှာတဲ့ငါအောက်ကငုံကြည့်တာဗမာတော့ဗျဆိုဟာငါနှခမ်းတစ်ဖက်ဗျက် ဟာ သူ့နှခမ်းတစ်ဖက်ငါနှခမ်းတစ်ဖက်ငါလီနာလဲနာနန်းလဲနန်း ဘာဟုတ်လဲ အဲ့ဒီအစပေါ်တာဘောကနန်းနန်းပင်ဆိုတာ မွေးငါစားလို့နာမည်ထည့်တယ်နဲ့အဲ့ အဲ့ မှာ ရှိကနေကြောင်လေးရဖြတ်သွားတာ ခက်ကြည့်စမ်း ပူစီနန်အောင်ထပ်ဖြစ်သွားသေး အမေ ပူစီနန်အောင်ထပ်ဖြစ်သွား ဘလူးမှမစားချင်မတော့ချင်အောင်လို့ ကိုကြီး ပူစီနိုင်ရင် ဟောဘာပြောနေလဲဒီကကြတော့လက်ခိုင်ကလေးက အာကောင်းတယ် အာဒီမှာဆရာတော်ဘုရားတွေတန်ဃာတော်တွေကရခိုင်လူမျိုးတွေများတယ် ဟုတ်တယ် ရခိုင်ဆိုတာသွေးရလဲရဲတယ်မိုးရာလေးလေးလာရီစာစီရီမရကိုက်ကကရီမိုးရာဟုတ်တယ်မလားကြားဘူးတယ်မလားဟာလေအဲ့တပိုက်ကြိုက်တာ10နှစ်လောက်ကြီး ညနေမှာကရကောင်မိုင်းချင်မကြ မိုးရာလေးလေးလာရီစာစီရီမရကိုက်ကကရီမိုးရာလေးလေးလာရီစာစီရီမရကိုက်ကက
မရခိုင်တချင်း မုတ်စားမဲ့ပတ်စံကိုပြန်ဝယ်တဲ့ ရခိုင်တချင်းစစ်စစ်ပါဆိုပြမယ်ရခိုင်တချင်းစစ်စစ် ဒီကနေ့စစ်စစ်ဟုတ်ကဲ့ ပါလေမတန်ဘောဆိုင်အော်တန်နဲ့သူစမကနမကုန်းလေးဆိုင်မအေးလန်းနောက်လိုက်ဟာလန်ဂရီနဲ့လန်ကဲမအေးဖန်ပေါက်ကျဲ ဟာ ဘာဖြစ်တာကိုလဲဘာဖြစ်ငါစောက်တယ်ဘသူဖြစ်ရေးသွားတယ်မသိဘူးကွာ တော့ဝဲသချင်းမဟုတ်ဘူးလား တဝဲတဲ့ချင်းကိုမြန်ရခိုင်တင်များတော့ရခိုင်တဲ့ချင်းလှုပ်ဖြစ်တယ်ကြည်သားမအောင်တော်ဘလောက်မလဲနိုင်တယ် ဘာလို့ ဘာဖြစ်လို့လဲ ခိုင်းပြောမယ် ဘာတော့ ဘုမ ဟေး နေမေပါလာ ပါလေ နောက်မှအိပ်ပြော ဘာဖြစ်လို့ ဖင်းပေါ်အာကိုမသွားနဲ့မသွားနဲ့ ဘာဖြစ်လို့လဲ ကျွန်တော်အုတ်ခဲ ဟာ မနက်ကလည်းကားပေါ်မှာအိပ်ပြောဖင်းပေါ်ကျွန်တော်အုတ်ခဲမနေ့ကလည်းဟိုဘက်ကရန်ကုန်မှာကတော့သူ့မေတို့မင်းသမီးရှိရကသူ့မေတော့အိပ်တာဖင်းပေါ်ကျွန်တော်အုတ်ခဲပြက်လုံးကိုမကြောက်သူ့မေဖင်မလိုက်အောင်နေရတယ်အခုလည်းဝိုင်းအောင်နေပြီ မင်းဘယ်နှငါအုပ်ခဲ့ အာသုံးက 1000ခွဲပြီ ရောက်အဲ့ဒါဟိုမှာဟိုလူတွေတော့တော့အခုမိသားတွေအောင်နေတယ် မင်းတို့ဆရာတပည့်တွေကကလမက်နဲ့နေကြိုက်တယ် ကလမနာဘာနာ ကိုကြီး အေးသမီး ဒီကမဲ့ကလေးရခိုင်ကလေးရခိုင်လူမျိုးတွေမှာကြတော့ဖျားပထုစီရီတွေပေါ်တယ် မှန်တော့ဗော လူမျိုးတွေကဖျားကိုပန်းစင်ပြီးပူဇော်တဲ့အကဒိမ့်တန် အော် က ငါ လေး တ တွေက ငါတမို့ဒိန်းနဲ့ ဟုတ်ပြီသမီးအဲ့ကလေးကြည့်အောင် ကြည့်လား ကြည့်မယ်ဟိုလည်းမဟုတ်နဲ့ဒီ အမတို့နှစ်ယောက်လေးကြည့်လိုက်ရေရမို့လောင်းအောင်ပါသေးရေရမို့လောင်းဟဲ့ ကဲရခိုင်ရိုးရအကအစ်စ်ပါခင်ဗျာဟိုက်စင်မီပန်းပူဇော်တဲ့အကပါဗျာ ရေဇမနာရီမလာတော့ဘုရားမေလေသာရပါရပါရပါရ ပြော အားလေးဟောတယ် ဟာရီအို မဟုတ်ဘူးရခိုင်ပြည်နယ်သွားပြီးမုတ်ဖတ်ထုတ်လိုက်ရအောင်လို့လား မင်းသမီးတယောက်ရဲ့အတက်ဆိုတာတကယ်နော်ဘုံမ ကြက်တက်နဲ့ကြ ကြ က် က် တ တက် က်လောက်ရှိပါမနောက်နဲ့ မှန်ပါတယ် ဒီလိုအကလေးတွေမကြည့်ရတာကြားတယ် ဟုတ်တယ် ခုနှစ်ထွေတို့12ထွေတို့ ဟုတ်ကဲ့ မကြည့်ရတာကြားလို့လည်းမသိဘူးမကြည့်ကျင်တော့ အဲ့ဒါမင်းပြအိတ်တော်လေငါလည်း အားရီ ဟာ အားရီ ဟာရဲ အားရီအောက်ကိုစီ အကိုစင်တော့စူးစူးမှာပေါ့ဟဲ့ဟာလေ အားရီအောက်ကိုစီ ဟောအကိုကြီး အားရီကိုစီ အာခွေးစီရှိပါတယ်ပါလေ ကိုကြီးတို့လို့ ကိုကြီးရှိပါ ပါ တ တယ် ယ်ပါတယ် အားရီကိုစီ ဟမ် အားရီကာလမလေးဘာမပြေကိုလာတာအောက်ကိုစီ ဟောဗမာ ဟော ပြည် ကလမလေးဗမာပြည်ကို ဘာ လာ နဲ့လာလဲဘာနဲ့လာ အားရီကာလမလေးဘင်္ဂလားပြေကနေဘာမပြေကိုစားဖို့ကြည့်စီလာတဲ့အောက်ကိုစီ အဲ့ဒါစီးလို့ရတယ်လား ဟာစီးလို့ရတယ် ငါမသိလို့ကားဝယ်လိုက်တာ ဟာလားဘိုးတိုင်းအိမ်သာလို့ပဲသူက အားရီအောက်ကိုစီကာလမလေးဘာမပြေကိုစားဖို့ကြည့်စီလာတဲ့အောက်ကိုစီ စာပို့ကြီးစီးလာတယ် အချာဝူးဂျုံကျက်ဆက်ဂျုံ စာပို့ယထာ အရှာ အရှာတော့မတွေ့ပါဘူးချိန်တွေပဲတွေ့တယ် အားရီအောက်ကိုစီကာလမဇက်ကမပူပါ ပူခြင်းမီးကင်လေ အမေကင်ပူတဲ့အေလိုရဲ့ ဟာခေါင်း စဆဲတယ်ဟာဒီကောင်မ အားရီအောက်ကိုစီ ဘာလဲ ကာလမလေးဘာမပြေကိုလာတဲ့စားဖို့ကြည့်စီလာတယ်နော်အားရီကာလမလေးဒေါက်တာဝရီကိုရောက်တယ်နော်ကာလမလေးလက်ချစ်ချစ်နဲ့ထိုးလာတဲ့အောက်ကိုစီ မနာဘူးလား နာတော့ဘောရဲဒီပါလို့တော့ဘာလဲ လက်ချစ်ချစ်နဲ့ လေကြီးကြီးဒီတော့ပြဿနာတက် တမောင်းနဲ့နာတာဗော ကာလဇက်ကမပူပါ မပူရင်မီးက အမေကင်ပူတဲ့အေလိုရဲ့ ဆဲတယ်ဒီကောင်မ ရောက် ကြီး လုံးမဲ အားရီအောက်ကိုစီကာလမလေးဒေါက်တာဝရီမြကိုလက်ချစ်ချစ်နဲ့ထိုးလာတယ်ဘာမပြေကိုလာတဲ့ဘာမပြေမစပါရီပေါ်ရဲဆိုလို့လာတယ်နော် နင်တို့ကလဘီမှာမရှိဘူးလား ရှိတာဗောအယောင်ကြီးမထူပဲတယ်လေဗော အားရီ စပားရောင်နဲ့ဇပနဲ့ ကောင်းရင်းကချိန်ကြီး တုံညင်းကလေး စားစပါ စပားနဲ့စပား ကလည်းစားစပတ်နဲ့မရှိစပတ်လို့ပြောတာမဟုတ် လာရနော်ဘာမပြေမစပါပေါ်ရဲကာလမစပါကုန်တယ်နော် ကုန်းသွားပြီလားနင်အဲ့ဒါကုန်းသွားလား မဟုတ်ဘူးစပတ်ကုန်တယ်တဲ့ရှိမှတော့စပတ်ကုန်တယ်လို့ခေါ်တယ်ဒီမှာကျတော့လူမောင်ခိုလို့ကုန်တယ် ဟဲ့မေလူမောင် အားရီကာရမလေးဘာမပြေကိုစပါလာတဲ့ဝါဆု ဝါဆိုနင်မေဝါဆို ဝါခေါ ဝါကောင် တော်တလို့ ငင်တကယ်တက်နိုင်တယ်တော့ငါတို့ မိုက်တယ်အဲ့ဒါမိုက် တော်သလင်း တော်တလို့ တော်သလင်း အတချွတ်ချွ အဲ့လိုလို့အဲ့လိုမြည်တာဗောနင်းလေ နင်မေတည်င်းကျွတ် ချွတ်ချွတ် တစင်းကျွတ် အတဆောက်ဖို့ တခုတည်းလားလား ဟုတ်တယ်ဘယ်သူမှဘုံမပါဘူးလေ တစောင်းမုံ တဆောက်ဖို့မှာကာလမပြတ်မအောင်ကို တစောင်းမုံကြမှာပြန်မယ်ဟုတ်ပြီ အားရီက
ကိုစီ ဟမ်ကို ဘာ စီ လဲမတ်ပုံနေစစ်ခံရပြီလား အရေကာလမကမကောက်ဘူးအကိုစီ ကံမကောင်းဂန်လျှော့သွားပြီ ကံမကောင်းဘူး အရေကမကောက်ဘူးအရေကာလမကမကောက်ဘူးအကိုစီကာလမပရမဘေကိုစပလာတဲ့ကာလမစပကိုလိပတိလိုက်တဲ့အကိုစီ ချောချောကြီးဖြစ်နေမှာပေါ့နော် ဩတက်ပဲလဲပဲညမနေ ပါရီစပါးကိုလေ လဲပါနေတော့ မချော ကုန်းမှာ ကုန်း ချော မှာ တော့ ချောလာတော့ ကာလမရဲ့စပကိုလိပတိလိုက်တဲ့နော် အဲ့နဲ့စကောဝိုင်းလို့ခေါ်တယ်နော် လေးနဲ့ကြောက်ဆောင်နဲ့တက်ကွဲသွားတယ်အကိုစီ ဒုက္ခအသက်နုတော့အရန်နာတယ်ဘာလို့ ဘာလို့ လှေနဲ့ကြောက်ဆောင်တဲ့တိုင်နာတယ် ဩအေး အရေကာလမရဲ့စပကိုလိပတိလေးနဲ့ကြောက်ဆောင်နဲ့တက်ကွဲသွားတယ်ကာလမရဲ့စပရဲ့လိပမဝဲလေ ဟဲ့အဲ့ဒါသကောဝိုင်းလို့ခေါ်တယ် ဘာလို့လဲစကောနဲ့ဝိုင်းပြီးပြန်သိမ်းရတယ်အဲ့စပါးတွေကိုနင်ကလည်းနားမလဲပါမလဲနဲ့ အရေကိုစီကာလမစပကုံသွားပြီနော် အဲ့ဒါကုံတက်လို့လားဟဲ့ ကုန်းတာဗောတခါလေပုံပုံနေ အရေကိုစီကာလမလည်းပရမပြေကိုရတော့ပရမပြေကအကိုရအမရကိုကားပြချင်တာ ကားပြလိုက်စမ်းမှာကြွက်ထောင်တယ်လို့ပဲအဲ့ကောင် ကားပြချင်တာ ကားပြခြင်းကားပြလိုက်လို့ အရေစကမပူလို့ပါ အဲ့ဒါပူချင်းမိကပူတဲ့အလေ အရေကိုစီကာလမလည်းပရကပရမပြေကအကိုရအမရကိုကားပြမယ် ကားပြ ကားလာ ငါတေခွင်းနဲ့ပြစ်မယ် ငါတော့ရှာထုတ်ပြတယ်ဆိုပြီးတေခွင်းနဲ့ပြ ကားလာတော့ဖယားရှင်ကိုစိုးပါကို အဲ့ရှစ်ခုစုံမယ် အရေနထနထ ငါနှစ်ထုတ်တော့မရဘူးထုတ်မယ်မယ် ဘာပြောတာမင်း နှစ်ထုတ်တယ်ငါ့ကို နှစ်တုံးမို့တုံးလို့ နားထ အရှာ နှစ်တုံးမို့တုံးလို့အရကလည်းမလေး နင်ကဘာသိလို့ရည်ရလဲ အရကလည်းမလေးနင်းတို့အိန္ဒိယပြည်မလေးအရကလည်းမလေးခေါ်လီ အဲ့ကောင်ခေါ်ထားစမ်းပါဗျာစိတ်စင်းရဲဖို့ကောင်းတယ် အရကလည်းမလေးပလေးပေ ကားငါတို့ကတော့မယ်ငါတို့ကတော့မယ် အရပလေးပေကိုတွေ့ပတ်ချက် ဇက်ခုံကတော့နွားတို့နဲ့ဆေးရတော့မှာ Zekeri chare urke suke suke sukira jamira jakeri chare urai jana he မူလာကြာ အဲ့ဒါဖြစ်တတ်တယ်လား အဲ့ဒါ ဗျာရှိခိုးပြဗျာရကားလမကားတော့လာပြီဟောအာ sapuni turar ki tu pyar ki tu mere sapuni turar ki tu pyar ki tu mere sapuni turar ki tu pyar ki tu chiliya 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 ဟာရတော်တလင်းလာလျောင်းနေတာဟာရထောက်ကြည့်တယ်လည်းနာဘူးငါတော့လေစာသားကိုကြိုက်တာ ဟမ် အဲ့တချင်းစာနာတော့ညဟာရစပုတ်လေးကိုစမ်းနဲ့ပုတ်တိုင်းစပြင်းပြင်းဟာရစပုတ် ဟဲ့ကောင်ရှောင်းမစမ်းအိန္ဒိယသချင်းထဲမှာငါငယ်ငယ်တုန်းကအရန်ကြိုက်တဲ့သချင်းတစ်ပုဒ်ရှိအဲ့ဒီဇာတ်ကလည်းအရန်နာမည်ကြီး ပါချင်း ယံပြာတာပြဟဲဒေရပြာတရားမပတ်တဲ့ပူပူလေး တရားဘောသုံးတော့ဟော တကယ်ဆိုပြီးမင်းကမ ဘာကရာဘောကလာသချင်းနဲ့ အိန္ဒိယသချင်းအရန်ကောင်းလို့ရှိဝန်ချန်တေရန်ချာဘီဝန်ချန်တေရန်ချာဘီဝန်ချန်တေရန်ချာဘီ အထိပ်ပဲပါ ဦးချတေရချာဘီ မင်းနဲ့ရှင်းစင်နောက်စင်လေခမမေးရဲ့တချင်းရမယ်ငါတချင်းနဲ့တော့ကြိုက်တာဟိုတချင်းနဲ့ ဘယ်စင်းလဲ ငါတချင်းနဲ့ကငါကတော့ရင်တော့မယိုးစမ်းဆိုတဲ့ရန်ကုန်မြို့မှာရှိတဲ့ရုံပါလေ အေးရုပ်ရှင်ကိုလေ ပြီးတော့တကယ်ကောင်းတာစက်ဝင်ကနဲ့မှာဘယ်လိုလဲဆိုတော့အသက်16နှစ်လောက်ရှိတဲ့ကလမာလေးနဲ့ အေး အသက်60ကျော်ကလာအဖိုးကြီးညားတာ ဟာ ဇလန်းနဲ့မှာညာ ဇလန်းထဲမှာ ကလမာလေးကမင်္ဂလာဦးညမှာဆိုတဲ့တချင်း ဟာအဲ့ဒီချင်းကိုမင်း 16နှစ်လောက်ရှိတဲ့ကလမာလေးနဲ့အသက်60ကျော်ကလာဖိုးကြီးညားတော့မင်္ဂလာဦးညမှာကလမာလေးဆိုတဲ့တချင်း ဘယ်လိုမျိုးလဲ 1 2 3 go အာရီပပနာရေ ဟဲ့16နှစ်လောက်ရှိတဲ့ကောင်မလေးနဲ့ကလာဖွေးနဲ့ညားရတယ်ကလာမလေးဆိုတဲ့သချင်းလေး ဟုတ်တယ်မင်္ဂလာဦးညမှာကလမာလေး အေးဘယ်လိုလဲ နားထောင်အာရီပပနာရေ
အစားမသိဘူးလားဒါ မဟုတ်ဘူးလေအသေးနာတယ်လို့ပြောတာမလား ကလားတချင်းကလားတချင်းဆိုတာရှိတယ် ပါချင်း ဟာရီပြာရီမိဖို့ထဲမှာ ဟော ကလားတွေအပေါ်အာယူကတာအောက်တော့ကြီးထိုးထိုးခွေးဆဆပေါ့လေ ခင်ဗျာ ကိုကြီး ခဏခဏလုပ်ပြပါပါ ပါလေ အဲ့ဒါတော့မရဘူးเนาะကျွန်တော်တို့ဒါခင်လိုင်းတင်းအောင်ဒါနိုင်ငံကျော်လူချင်းတော်တွေဆိုခိုင်းမယ်ရမယ် ဘာဖြစ်တာလဲ ဆိုပေးပါဆိုပေးရတယ်ဆိုပေးမင်းတို့ညီကိုနှစ်ယောက်ကိုတဲ့ကလားတချင်းတပုတ်တော့ဆိုပေးပါတဲ့ ချင်းနာမည်လေးရပါ တချင်းနာမည်ကဒစ်ကိုစားသလားဆိုတဲ့တချင်း ဒီစကိုဒါစာ ဒီစကိုတန်းစားခမရစားမကုန်ဘူးအဲ့ဒါ နှစုံနှပြားကြားလိုက်တာနော် သမီးဆိုလို့ရလားအဲ့ဒါ ဘယ်ရမလဲ ကိုကြီးစက်တမျိုးရှိသားရင် စက်တနေရလည်းမင်းမဟိုဖြစ်ရှင်နေစက်တမျိုးကြီးပဲစက်တမျိုး စက်တမျိုးရှိလိုက်ဒီခါကျတော့မွန်ကလေ မွန် စက်နှခမ်းပြေတော့မွန်ကလေ စနခမ်းပြတော့ဘေးကန်းကိုလူငါးတင်လိုက်ပါ ကိုကြီးဒီမွန်တချင်းလေးကတော့ရာမညဖိတ်ခေါ်တန်းလို့မြည်ရ ကောင်း ပါ တယ်ဗျာဒီသချင်းလေးဘယ်သူရေးခဲ့ သမီးရဲ့ဖေဖေရန်ကိုစိန်ပရင်း အဲ သမီးရဲ့ဖေဖေသမီးမမွေးခင်မှာမော်ဒမြိုင်မှာရေးခဲ့တဲ့တချင်းလေး ဘောလုံးမရေးတာ ဒီ နော် တချင်းလေးကိုအခုဇက်တွေနတ်ပွဲတွေမှာ တော်တော်များဆိုကြတယ်သချင်း ကြပါတယ်ဒီအမှုပညာမျိုးတော့ဆိုလည်းသိပါလိမ့်မယ် ဟုတ်တယ်ဟုတ်တယ် တော့ဒီတချင်းလေးအစအဆုံးအတန်စင်လေးကအချီးလေးကအစသမီးဒီလိုလေးဆိုပြကြပါလေ ချင်းထဲမှာလည်းချီးတာ နတ်ပွဲတွေမှာဆိုချင်းထဲမှာ ကြီးတာပေါ့အပြင်မှာလည်းသိကြီးတာပဲမင်းအိမ်လားကိုကြီးရဲ့လို့ပေါ့ဆိုတာကအော်အခုကျွန်တော်တို့ရန်ကုန်မြို့မှာရှိတဲ့အဖွဲ့တွေကြတော့စိုင်းနဲ့ကရတာဆိုတာကျွန်တော်တို့မလွယ်ပါဘူးကျွန်တော်တို့အနည်းဆုံးနေသွားတဲ့စိုင်းတွေပဲအဲ့တော့သူတို့ပါသူတို့တီးပြီးတော့ဒီဟာတွေကခွေသွင်းတာသူတို့မိသားစု3ယောက်တည်းနဲ့ဒါသူကိုယ်တိုင်လည်းဝိုင်းထဲမှာလည်းတီးတတ်တယ်နော်အကုန်တူရိယာရှိတာအကုန်တီးတတ်တယ်စောင်းလည်းရစောင်းတီးတာခဏခဏခါနာလို့မတီးတော့တာ စောင်းတီတာတော့လူရင်းနေလို့ပါ ဘာတွေပြောနေရလဲ စောင်းတီးသေးတယ်လေ စောင်းကိုပြောတာ အေးစေးအေးစေး တကယ်ပါအကုန်တီးတတ်ပါတယ်အဲ့တော့သူတို့ကိုယ်တိုင်တီးပြီးတော့သွင်းတာ ဟုတ်ကဲ့အဲ့တော့သမီးရဲ့ဖေဖေရန်ကုန်စိန်ပရင်းရေးသားထားတဲ့သမီးမမွေးခင်တည်းကတချင်းလေး အေးသမီး တော့အဲ့ဒီတချင်းလေးကိုသမီးရဲ့ပြည်သက်များတိသူရောမတိသူရောသိအောင်နားဆင်အောင်လို့ အေးချာချင်သမီး လူပညာမျိုးတော်မှာအခုလိုလေးသိဆိုပြစီ အေး မွန်တို့ရဲ့ရိုးရာအကကြတော့ဟင်း ဟာစောက်စကားများတယ်ဟာနေလေ ဟင်းတာအကလေးကြည့်မလား တောင်စီးနေ တခါ မိုက်တော့မလို့ တခါပြည့်ရောက်စီရင်သည်ဖိတ်ခေါ်လို့ချူစိတ်အစေဘုမကိုယ်တိုင်စိုးပြီးကိုယ်တိုင်တီးတာပါ ကိုယ်တိုင်တီးရတာပါဆိုတီက မိတ်ထလာမှာ ဟေးညီညာဆိုတီက မိတ်ထလာမှာ
အဲ့ဘယ်လိုလဲ movie order လာပါဆုံးကြီး ကိုကြည့်ဖျားရွေလေမျောနိုင်ပါသည်တိုက်တလန်စီကိုမြေမော်ဒီရှူတိုင်းသာသာ ရာမရတိုင်းထိုင်ရာမရတိုင်း မုတ်တမ လာပါဆုံးကြီး 东野梦啊，追那望呀嘛呀来唱你， တောင်းတကားရောက်လာစီရီလီ 他靠着看要啦，谁的你？ စုံစုံလေးလေးရအောင်လို့လိုက်ဖို့မီလိုက်ဖို့မီလိုက်ဖို့ပါမီမိုင်းဝီဖျားတွေပူပြပါစေမီကောင်းစီကြုံနေမြသိနေစေချမ်းသာကြီးဖျားပူကြပါစေ 我明年我的卡的靠了，来开家吧，那这没水帮你。嘿，哪来啦？不买哟。 ကားလာ 这 လား 是啊，没讲过。 ဟာကိုခင်လိုက်ကားလာလား 今天没有，阿贝家的，贝在边的住，阿爸今天阿贝在边的，阿龙就被这里走。 တောင်းတလေးများစီတန်လို့ဖြင့်တဘာဝရည်ကိုရှုမြောင်းမြောင်းနဲ့လောင်းလေးလို့ဖြင့်တွေ့ရမည် 我家来你就要你， တဘာဝမကြီးကရှုမောင်းလို့ဆရာပြီးတဲ့များနဲ့စံစံမြည်ပြီးရှုသာလို့တွေ့ရမည်ရှုသာလို့တွေ့ရမည်ရမရမည်ပါတကယ်ပဲဒီဘော ကဲဟာတာညီနောင်ချစ်ခင်များနှုတ်ဆောင်လိုက်အားပေးကြတဲ့ကျွန်တော်တို့ရဲ့လူတကာလူမများနဲ့အတူပြည်သက်များအားလုံးပဲဟာတာညီနောင်ခင်လိုင်းဒိန်းတော်ရဲ့ဖြော်မှုအစီအစဉ်များကတော့ဒီမှာတဲ့နှိတ်ထိတက်มาပြီးချစ်ပြည်သက်ပေါင်းအိတ်စီတန်လူရန်နဲ့ပြည့်စုံတော်မူနိုင်ကြပါစေခင်ဗျာ အဲ့နားလေးငါမရှင်းဘူးဗျ ဘာလို့မကြည့်ဘူးဆဲတာတခါမှလည်းမကြဘူးပြီးတော့လေတို့လို့ခင်လိုက်ငါလိုပါတာဆဲလိုက်လို့ ဒီနားလေးじゃလုံးလုံးသွားတယ် ဟုတ်ပါဘူးဒီရလို့တခါမှလည်းမကြဘူး အဲ့လိုပဲလေတောင်းလက်စင်ဖေးကတော့နော်ဖေးတို့အလုံးကတော့ပါတယ်ကတော့ပါတယ်ဖះမလည်းသစ္စာဆိုရဲပါတယ်ဒါကိုယ်ဆရာသမားတွေမပြစ်မှားပါဘူးမှန်လားပါဖေះကျွန်တော်ဟာတာညီနောင်ခင်လိုင်းဒိန်းတော်စနေသားနဲ့တနင်္လာသားဒီလူကြီးတွေပေါ်မှာအပြစ်မှားပါဘူးဤသစ္စာစကားမှန်ကန်ပါဤသစ္စာစကားမှန်ကန်ပါကဒီလူကြီး၃ယောက်မီးလောင်ပြကြပါစေတာ တိုင်းအရှင်လိုက်လိုက်ဖူးတော့ဖူးလာပြီဟာပြကြ အဲ့မှာဟိုဟာနမီးတပါပြလိုက်တော့ပြေးတယ်မလောင်တော့ဘူးတဲ့မိုးကြော်ကတနာကိုးတွေများတယ် အဲ့ကလေးပါလေအဲ့ကလေးပါလေတကယ်လေလူချင်းတော်တွေပြောရင်ပြုံးနေတာဟုတ်တယ်သမီးကအဲ့လိုပြုံးပြီးတော့အဘတို့ကနှလုံးအေးတာပေါ့အေးမိုးကျော်မင်းနှလုံးမအေးချင်ဘူးလား အေးကျင်တာပေါ့ ကိုတုံးလုံးချုပ်ပြီးဘွဲထဲသွားထိုင်လေ ကျုပ်တော့ဖေးအာငွေ့ပြန်ပေးပါ ဒါတော့ချင်းကြီးကအောက်ကကောက်ရုံးနဲ့မီးမြိုက်ပြီးတော့ဒီမှာချင်းရီးလိုက်ပြုံးလိုက်ရင်ပချိုက်လေးနဲ့ အချိန်လေးနဲ့ အဲ့ဒါငါနဲ့တူနေတာ ဟုတ်လို့လား ငါလည်းရင်ပြုံးရင်ပချိုက်လေးနဲ့ ဘာမှလည်းမစဒေါက်ခွတ်တော်ကြီးကဲသမီးစနေထွေးလေးနဲ့ အဲ့နဲ့တွေလှုပ်လိုက်ပါဦးလဲဆိုတော့เนาะကျွန်တော်တင်းတင်းမွေးရှူးရှက်လက်ဖက်เนาะအမ ပြိတ္တကတကယ်ချစ်ဖို့ကောင်းတယ်ကျလူလေးနည်းနည်းလေးပဲရှိအရှိတဲ့ပြိတ္တကရည်နေတဲ့လူရောက်အများကြီးရည်နေတယ်လို့ပဲနော် ကိုကြီး ကျွန်တော်မသိလို့မရအရွက်တိုက်ပြီးကြည့်နေကြတယ်ခုတည်းကမပြန်ကြသေးဘူးလား မင်းမသိလို့ကြိုက်လို့မဟုတ်ခုံသိမ်းရမဲ့လူတွေကြံခဲ့တာ ကိုကြီး နော် နဲ့ မားလေးမှာဆက်နဲ့ကိုယ်ပိုင်ထောင်ခဲ့တယ် ဟုတ်ကဲ့ စိန်ကြောကူ17မှမှာဆိုနီမိုးကြောင့်ငိမ့်ကြောက်ပြောင်းခင်တဲ့နုနဲ့ဆက်နဲ့ထောင်ခဲ့တယ်မားလေးညိတ်တော်တော်များများ
တနာရီနဲ့ကြော်ပြီးတော့မကကြ တနာရီ ခု2နာရီကြော်ပြီ ကြည့်ကြည့်စမ်း ကအဲ့တော့ခမရတို့ကြောင့်မေးချင်တော့ပါအင်ကြီးကြချင်းမရှိကြဘူးလား လိုက်ချိုင်းလိုက် ကိုကင်လိုက် ဟေးသမီး ကိုကျော်ကြီး အေး အော်ဒီခါကျတော့သမီး အေး ကို အားရှိပါကြီးလာပြီ တလေးတစားနဲ့အားပေးတဲ့သမီးရဲ့ပေးတဲ့ဒီဟာမန္တလေးရွှေမြို့တော်ဆိုတာအနုပညာမြို့တော် အနုပညာနယ်မြေဟဲ့ နော်သမီးတို့သမီးငယ်စဉ်10နှစ်သမီးလောက်ကသမီးကမန္တလေးနန်းရှိမှာနေပါတယ် ဟလား သမီးရဲ့ဖေဖေကရန်ကုန်စိန်ပတင်းမှာစိုင်းဆရာကြီး ရွာသားကြီးစိန်မတဲ့ သမီးတို့ကဒီမန္တလေးမြို့ကနေပြီးတော့သမီးတို့ငယ်ငယ်လေးကနေစိုးကိုင်းဤပြိုင်နဲ့မန္တလေးပျော်ပွဲရမတ်ဘူမိုင်းနဲ့ဘူမဆိုတာဒါတူတူပြိုင်ကြတာပါအဲ့တော့နေသမီးတို့အခုရန်ကုန်ရောက်သွားတော့အခုမန္တလေးရွှေမြို့တော်ကိုပြန်ရောက်လာတဲ့အခါမှာသမီးကအငိမ့်မင်းသမီးလေးဘွားနဲ့ပြန်လာ ကဲကြည့်စမ်း အဲ့တော့သမီးချစ်တဲ့ပြည်သူများကိုဟလာသမီးကပြကျင်တာလေးကတော့မင်းသားတိုင်းမင်းသမီးတိုင်းကလေးကထားရှိတာခုနှစ်ထွေးဆိုတဲ့အကရှိ မကြည့်ရတော့ကြာပြီသမီးရဲ့ အဲ့ဒီအကလေးကိုသမီးကတိုင်းရင်းသားအက9မျိုးထည့်ပြီးတော့12ထွေးအကလေး 12ထွေကမှာ ပြည်သက်ကိုတခန်းပြီးတခန်းကပြမယ် ပြီးမှကြည့်နော်ဂရိတခါတည်းနော်တခါတည်းပြောတာ ဟုတ် ပြီးမှထပြန်မပြီးပဲပြန်တဲ့လူသူများအဝတ်စားငှားလာလို့ပြန်ပို့ဖို့ပဲမှတ်လိုက် ဟာမင်းအဲ့လိုမပြောပါနဲ့ ဘာဖြစ်လို့ ဟုတ်ပါတယ် ဟောဟုတ်ပါဘူးဟုတ်ပါဘူး ကိုရရီထားနော် ရှည်သားမယ်ဟာ ဟောဘာပြောနေလဲ ဒီရှည်သားဆို အဲ့လိုပြောတာမဟုတ်သမီးကရင်တခန်းတခန်းရီ အေး ထား ဟုတ်ပြီ ပထမဆုံးကမဲ့အကလေးကတော့အိုးစီအကလေး ဟာမင်းကလေးဒါမဲ့နော်ထောက်ပလက်ပြန်တာနင်းတယောက်ပဲရှိလို့စမ်းဟေးဟေး ရေချမ်းကိုလောအောင်မလေးတဲ့လားတဲ့ရေ ရှ ချ င် မ်း ကမို့လားဘုံမအတွက်လက်ခုတန်လေးကြားပြစေလွယ်လေးလေး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  တကယ်လဲစိုင်းဝိုင်းနဲ့မှာစိုင်းလဲတီးတတ်ပါ ဆိုင်နဲ့တီးတတ်ပါတယ် ဒုတိယပေါင်းစုံတီးတတ်တယ်နဲပလွေပါကြတက်တီး လက်ပြောဆွေချလို့ဗျာ မကောင်းပါဘူး ဟေးဟေးကြည့်ကြည့်စမ်းဒါက အိုးစီတီးတတ်တဲ့မင်းသမီး ချေးလက်ဒေတာအိုးစီလေး အိုးစီတီးတတ်တဲ့မင်းသမီးတို့တက်လုံးမကြီး ဘာဖြစ်လို့လဲ ကိုအိတ်နေတော့အိုးစီထတီးတော့ဘယ်လိုလုပ် ပန်းကောင်းနေပါပြော ဒီကကျတော့ဒိုးဘက်အကလေး ဒိုးဘက်ကလေး ဒီ ခဏ က နေဟုတ်နင်တို့ကကားကိုရွယ်မလုံးနဲ့မအလူမိုင်ဘာလုံးနေလဲ ဘာလုပ်နေလဲ တင်းနိုင်ဘာလုံးနေလဲနိုင်နေတယ်အဲ့ဒီဘက်အခြေအနေကိုကြည့်ရတယ် ဟုတ်တယ် ရရတာပါမချောင်းပါဘူးကိုလိုချင်လို့မပါဘူးကိုသောက်နှက်ကနိုးစော်လို့ပါမင်းကဲကသမီးလေးဟိုသမီးလေးတဲ့ သမီးပါလေရေ နေ မြေ ရဟောလား အောင်ပါလေသမီးပါလေ ဒီချမ်းဟောဒိုးဘက်ကလေးမတမကြည့်ရခဲ့သွားပြီနော် တို့ပါနော်ဗျာရှင်ပြိုင်နေရထွက်ကြပါဘော ဟုတ်ကဲ့ တို့ပါနော်ဗျာရှင်ပြိုင်နေရထွက်ကြပါဘောရိုင်းဆန်းချောင်းရတဲ့တို့ပါတန်လုံးရိုင်းဆန်းလေးရှောင်းရတဲ့တို့ပါတန်လုံးတေဝရသောစိန်ထိုးလာပြီညထိုးလာပြီညထိုးလာပြီစိန်ထိုးလာပြီ ဇွန်ခါရေးတိပြိုင်တယ် ဟေးလာလေမောင်ရိုးဝါ နှမျိုးရှိသွားပြီတယောက်နဲ့တယောက်အပြိုင်ဆိုင်တော့မင်းမီဘိုမနဲ့အောက်ကဟန်စာမိုးဝင်းနဲ့ဟုတ်ပြီနော်အပြိုင်မဲ့အကိုအေးစေးရှုံးမပေးနဲ့နော်ကိုင်းမယ် ကျောင်းမင်းနဲ့ကိုကြီးနော် ဒီတခါကျတော့သမီးတို့ရဲ့မြန်မာနိုင်ငံမှာဟာလားဒီနေ့အချိန်ထိအထင်ကြီးရှိသေးတဲ့နန်းတော်ကြီး ဟာ သမီးတို့မြန်မာလူမျိုးဆိုတာကိုထီကိုနန်း ကိုကျင်ကန်းနဲ့နေခဲ့ကြတာ โอเคအဲ့တော့ရှင်မင်းနေစီကိုအခစားဝင်ရတော့ဝင်ကြီးအက ကဲဝင်ကနော်ကြည့်အောင်သမီးနော် ဝင်ကြီးကိုပြောလို့ အောင်ပါစေသမီးပါလေရေ နေရဟောလား အောင်ပါစေသမီးပါလေရေချမ်းကိုလာလောအကျိုးသာလူမျိုးပေါင်းတွေကျိုးလဲပါလေ ဒါမျိုးတော့ နောက်ကအေးလား ဟေး ဒါမျိုးတော့ ဟေး ကျုပ်ပြီးမခံဘူးလေ ဟေး ခင်ဗျားတို့ နောက်ကအေးလား ဒါမျိုးတော့ကြုံသိမခံဘူး သားတော်ကွယ်ကျောင်းတော်ကြီးကိုရောက်အောင် သွားရင် ဒါဝင်ကြီးရောက်သွားပြီ အဲဝန်ကြီး နောက်တစ်ရက်ကျတော့ပြုတ်ကော ဒီကကြတော့ အဲ ဘယင်းနေစီသွားတဲ့အခါမှာရှေ့ကနေနေရတော့ခင်းလို့ခေါ်တဲ့သူငယ်တော်ခလေးအက ဟောတငယ်တော်ကလေး တငယ်တော်လေး တငယ်တော်လေးဒါမဲ့တဖြည်းဖြည်းသူကမြင့်လာလိမ့်မယ်ကြီးကျွန်တော်တို့ဝင်မထောက်ဘူးမောဆိုရှောပါပညာချင်းမရှိအောင် အောင်ပါစေသမီးပါလေ ရေမြတ်လို့တော့ အောင်ပါစေသမီးပါလေရေမြတ်လို့လော ဟဲ့ဘုံမ လေ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 ဟေးဟေးဟေး
ပြောလိုက်ပါ ပြောလိုက်ပါပြောလိုက်ပါ တင်းတင်းမွေးရှူရှဲလက်ဖက်က ငါနဲ့လေးမျိုးပါရှိတယ်လို့ အရင်လည်းကောင်းတယ်လို့နိုင်ငံကျော်ကဘာပြောတယ်လို့ပြောလိုက်ပါဗျာ ဟောဗျာ တငယ်တော့ လာတငယ်တော့ တကယ်တော့ နေ၄ခုရှိသွားပြီ1 2 3 4 4ခုရှိသွားပြီဘာတွေကြံလဲတငယ်မှာအိုးစီဒါအမောဖောက်လို့အပြောထောက်နေရအိုးစီတို့အပေါ်အပြောဖောက်စရာမလိုမင်းသမီးလားမင်းသမီးကမလေးလားရေတောက်တာလေးမျိုးရေလာတော့ရေမတောက်နဲ့ မင်းသမီးပလိ ရေလာ ခ တော့ မမြောင် ရေပြတ်သွားမယ်လာကိုကြီးရော့ကိုကြီးချာတာ ဘာဟုတ်ကြတာ လူရှင်တော်တွေအားလုံးတစ်ခါတည်းဝေမဲပေးပါလူရှင်တော်၄ယောက်မို့အများကြီးလေဟောကျွန်တော်တို့ရကျွန်တော်တို့ ကျွန်တော်မပေါင်းခွဲတိကျခွဲပြလိုက်ခွဲပြလိုက် ရော့ဦးမိုးကျော်တက်ကြီးတယ်ဦးမိုးကျော်ဒါသုံးတာကျေးဇူးပဲဗျ ဟုတ်ပြီကဲဦးငယ်မိုး ဦးငယ်မော်လည်းတက်ကြီးဒါတော့သုံးတယ်ကျေးဇူးတင်ပါတယ်ဗျကျော်ထက်ကငယ်တဲ့ဒါယူအေးကျေးဇူးပဲခင်လိုက်တာသိမ့်ထားလိုက်ကျေးဇူးပဲကွာ ကီးဘုတ်ဆရာလေးပြလိုက် အေးဘာကြောင့်ကိဘုတ်ဆာမေတ္တာတော့အေးကျေးဇူးပဲကျန်တာငါယူတယ်ကွာ ဟာဟဲ့မင်းတယောက်တည်းလေ နားမနိုင်မပြောပါနဲ့ဒီခေတ်ကြီးတဲ့မှာလူကြီးတယောက်လုပ်တယ်ဆိုတော့ကိုယ့်အတွက်ဒီလောက်မှမကြင်ဘယ်တော့မှမလုပ်ဘူး ဟာမင်းကကိုကန်းနဲ့ကိုမပြန်ကျင်ဘူးထင်တယ် ရော့လူရှင်တော်၄ယောက် တကယ် ငါ ပြော တို့က တော့ ငါတို့တက်ကတကြည့်သိတယ်မင်းကြည့်ရောရှော့ငါတို့တက်က2ရက်ပဲဟောကီဘုတ်မရရင်စင်းတောင်းတယ်ရော ကျွန်တော်တို့ မင်းတို့ငါတို့ကိုခင်နဲ့ကိုဒိန်းအတွက်ချိန် ချိန်နဲ့ထိုးလိုက်ပါမရဲ့ကောင် ဒီဘက်ကအမကြီးဆွဲတာဒီဘက်ကအကိုကြီးဆွဲပါ ကျေးဇူးတင်ပါတယ်မ ချိန်တယ်ဒါတရဝင်ပေါ့နော်ဟုတ်ကဲ့မတို့လက်ထဲတာထည့်ပြီးလိုက်အဲ့ခိုးတယ် ဩမောင်ခင်လိုင်းနဲ့မောင်တင်းနဲ့ကိုအခုလိုသူများများချင်းမြင်တာကျွန်တော်ဝမ်းသာပါတယ်ဟောကျွန်တော်တို့ကချမ်းသာတဲ့လူလေသူတို့မသားနိုင်မတောင်းနိုင်လေးတွေဆိုတော့ ကျွန်တော်တို့အေးနောက်တော့အဲ့လိုစကားမျိုးပြောခဲ့ရင်ဘယ်အလူရှင်မ9000တက်မကစုမချပါသေးနဲ့ဗျာငါတော့ဒီညတကြလုံးကြိတ်တာတိုက်နေပါနဲ့ ကျွန်တော်ပွဲတွေကတာပွဲတွေတော်တော်များပါပြီကျွန်တော်လူစစ်တက်စီပေါ့ဗျာအဖွဲကကျွန်တော်လူပေါင်းအစိတ်30လောက်ရှိဟုတ်တယ်တယောက်မကြံဆုချတာတော့ဒီပွဲကအတော်ဆုံးပွဲလို့ပြောလို့ရတယ်ဟုတ်ပဲကတဲ့ပွဲထဲမှာတော့ဒီပွဲကကျွန်တော်တို့တကယ်ဆုချတဲ့ပွဲပဲဗျာဒီပွဲလောက်ဆုချတော့မရှိပါဘူး ဟုတ်ကဲ့ အဲ့ဒီစကားကလည်းကျွန်တော်ပွဲတိုင်းပြောခဲ့ပါတယ် ဟောကဲပြန်ဖြုတ်လိုက်ပါအဲ့9000ပြန်ဖြုတ်လိုက်ပါခင်ဗျာ တကယ်ပြက်လုံးပြက်တာမဟုတ်ပါဘူးကျွန်တော်တို့မှလိုလေသေးမရှိပါဘူးစားဖို့တောက်မှုနေမှုထိုင်မှုတကယ်ပါမှန်တာပြောချမ်းသာပါသေးဘုရားပြောပေး ကျွန်တော်တို့မင်းကုန်းမှာကတဲ့အမလာပြီးတော့ကျွန်တော်တို့ပွဲလာငါတဲ့လိုလေသေးမရှိသေးဘူးတဲ့ခင်လိုက်တင်းတော့နော်ညီလေးမောင်လေးတို့စူးစမ်းတာကအမတို့နော်စူးစမ်းရင်စူးစမ်းသလိုအမတို့က ကွန်ပျူမယ် ကွန်ပျူမယ် မနေ့ကကျွန်တော်တို့အမလာပြီးတော့လွတ်လိုက်တာဘယ်လိုလဲဟိုအယုတ်နဲ့ကိုကြီးဘယ်လိုလဲသူ့နာမည်မနေ့ကဘယ်လိုရှိ တကယ်တောင်းကြည့်တယ်နော်အဲ့ ကိုအောင်သူ ကို အောင်သူမျိုးတကယ်လိုလေသေးမရှိတကယ်လိုလေသေးမရှိနေကင်းကတငယ်ချင်းတယောက်တည်းကတ်ခေါ် ဟုတ်နေပြီ မင်းဘယ်နှကအုပ်ခဲ့ အာသုံးက 1000ခွဲပြီ ရောက်အဲ့ဒါဟိုမှာဟိုလူတွေတော့တော့အခုမိသားတွေအုပ်နေတယ် မင်းတို့ဆရာတပည့်တွေကကလမက်နဲ့နေကြိုက်တယ် ကလမနာဘာနာ ကိုကြီး အေးသမီး ဒီကမဲ့ကလေးရခိုင်ကလေးရခိုင်လူမျိုးတွေမှာကြတော့ဖျားပထုစီတွေပေါ်တယ် မှန်တော့ဗော လူမျိုးတွေကဖျားကိုပန်းစင်ပြီးပူဇော်တဲ့အကဒိမ့်တန် အော် က ငါ လေး တ တွေက ငါတမို့ဒိန်းနာ ဟုတ်ပြီသမီးအဲ့ကလေးကြည့်အောင် ကြည့်လား ကြည့်မယ်ဟိုလက်မုံနဲ့ဒီ အမတို့နှစ်ယောက်လေမေရမို့လောင်းအောင်ပါသေးတယ်ရမို့လောင်းဟဲ့ ကဲရခိုင်ရိုးရအကအစ်စ်ပါခင်ဗျာဟိုက် စင်မီပန်းပူဇော်တဲ့ကပါဗျာ ပြော ဟာလေဟောတယ် ဟာရီအို မဟုတ်ဘူးရခိုင်ပြည်နယ်သွားပြီးမုတ်ဖတ်ထုတ်လိုက်ရအောင်လေလား မင်းသမီးတယောက်ရဲ့အတက်ဆိုတာတကယ်နော်ဘုံမ ကြက်တက်နေ ကျက်တက်လောက်ရှိပါမနောက်နဲ့ မှန်ပါတယ် ဒီလိုအကလေးတွေမကြည့်ရတာကြာတယ် ဟုတ်တယ် ခုနှစ်ထွေတို့12ထွေတို့ ဟုတ်ကဲ့ မကြည့်ရတာကြာလို့လားမသိဘူးမကြည့်ကျင်တော့ အဲ့ဒါမင်းပြအိတ်တော်နေငါလည်း အားရီ ဟာ အားရီ ဟာရဲ အားရီအောက်ကိုစီ အကိုစင်းတော့စူးစူးမှာပေါ့ရဲ့ဟာလေ အားရီအောက်ကိုစီ ဟောအကိုကြီး အားရီကိုစီ အာခွေးစီရှိပါတယ်
ဘာလဲ ကိုကြီးတို့လို့ ကိုကြီးရှိပါ ပါတ တယ် ယ်ပါတယ် အရေကိုစီ ဟမ် အရေကာလမလေးဘာမပြေကိုလာတာအကိုစီ ဟောဗမာ ဟော ပြည် ကလမလေးဗမာပြည်ကို ဘာ လာ နဲ့လာလဲဘာနဲ့လာ အရေကာလမလေးဘင်္ဂလားပြေကနေဘာမပြေကိုစားဖို့ကြည့်စီလာတဲ့အကိုစီ အဲ့ဒါစီးလို့ရတယ်လား ဟာစီးလို့ရတယ် ငါမသိလို့ကားဝယ်လိုက်တာ ဟာလားဘိုးတိုင်းအိမ်သာလို့ခွဲသူက အရေအကိုစီကာလမလေးဘာမပြေကိုစားဖို့ကြည့်စီလာတဲ့အကိုစီ စာပို့ကြီးစီးလာတယ် အချာဝူဂျုံကျက် စာ ဂျုံ စာပို့ယထာ အရှာ အရှာတော့မတွေ့ပါဘူးချိန်တွေပဲတွေ့တယ် အရေအကိုစီကာလမဇက်ကမပူပါ ပူချင်းမီးကင်လေ အမိကင်ပူတဲ့အလိုရဲ့ ဟာကောင်း စဆဲတယ်ဟာဒီကောင်မ အရေအကိုစီ ဘာလဲ ကာလမလေးဘာမပြေကိုလာတဲ့စားဖို့ကြည့်စီလာတယ်နော်အရေကာလမလေးဒေါက်တာဝရီကိုရောက်တယ်နော်ကာလမလေးလက်ချစ်ချစ်နဲ့ထိုးလာတဲ့အကိုစီ မနာဘူးလား နာတာဘောရဲဒီပါရုံတော့ဘာလဲ လက်ချစ်ချစ်နဲ့ လေကြီးကြီးဒီတော့ပြဿနာတက် တ တယ် မောင်းနဲ့နာတာဘော ကာလဇက်ကမပူ မပူရင်မီးက အ င် မိကင်ပူတဲ့အလိုရဲ့ ဆဲတယ်ဒီကောင်မ ရောက် ကြီး လုံးမဲ အဲ့ဒီအကိုစီကာမလေးတော့တောက်ဒီမြကိုလက်ကြည့်ကြည့်နဲ့တို့လာတယ်ဘာမပြေကိုလာတယ်ဘာမပြေမစပါရီပေါ်ရဆိုလို့လာတယ်နော် နင်တို့ကလဘီမှာမရှိဘူးလား ရှိတာဘောအယောင်ကြီးမထူမဲတယ်လေဘော အဲ့ဒီ စပားရောင်နဲ့ဇပနဲ့ ကောင်းရင်းကချိတ်ကြီး တုံညင်းကလေး စားစပါ စပါးတဲ့စပါး ဘာလဲစားတဲ့စပါနမရှိတဲ့စပါလို့ပြောတာမဟုတ် လာတယ်နော်ဘာမပြေမစပါပေါ်ရကာလမစပါကုန်တယ်နော် ကုံသွားပြီလားနင်အဲ့ဒါကုံသွားလား မဟုတ်ဘူးစပါကုန်တယ်တဲ့ ဟောစပါကုန် ဒီမှာတော့စပါကုန်တယ်လို့ခေါ်တယ်ဒီမှာကျတော့လူမောင်ခိုလို့ကုန်တယ် ဟဲ့မေလူမောင် အဲ့ဒီကာရမလေးဘာမပြေကိုစပါလာတဲ့ဝါဆု ဝါဆိုနင်မေဝါဆို ဝါခေါ ဝါကောင် တော်တလို့ ငင်တကယ်တက်နိုင်တယ်တော့တော့ မိုက်တယ်အဲ့ဒါမိုက်တယ် တော်သလင်း တော်တလို့ တော်သလင်း အတချွတ်ချွ အဲ့လိုလို့အဲ့လိုမြည်တာပေါ့နင်းလေ နင်မေတည်င်းကျွတ် တချွတ်ချွ တစင်းကျွတ် အတဆောက်ဖို့ တခုတည်းလားလား ဟုတ်တယ်ဘယ်သူမှအဖို့မပါဘူးလေ တစောင်းမုံ တဆောက်ဖို့မှာကာလမပြတ်မှာအကို တစောင်းမုံကြမှာပြန်မယ်အဲ့ဒီ အရေခုစီ ဟမ်ကို ဘာ စီ လဲမတ်ပုံနေစစ်ခံရပြီလား အရေကာလမကမကောက်ဘူးအကိုစီ ကံမကောင်းဂန်လျှော့သွားပြီ ကံမကောင်းဘူး အရေကမကောက်ဘူးအရေကာလမကမကောက်ဘူးအကိုစီကာလမပရမဘေကိုစပ်ပါလာတဲ့ကာလမစပ်ပါကိုလိပတိလိုက်တဲ့အကိုစီ ချောချောကြီးဖြစ်နေမှာဗောနော် ဩတက်ပဲလဲပဲညင်မနေ ဟာဒီစပားကိုလေ လဲပါနေတော့ မချော ကုန်းမှာကုန်းမှာချောလာ ချောလာလို့ ကာလမရဲ့စပ်ပါကိုလိပတိလိုက်တဲ့နော် အဲ့နဲ့စကောဝိုင်းလို့ခေါ်တယ်နော် လိနဲ့ကြောက်ဆောင်နဲ့တိုက်ကွဲသွားတယ်အကိုစီ ဟာဒုက္ခအသက်နုတော့အရန်နာတယ်ဗော ဘာလို့ လေနဲ့ကြောက်ဆောင်တဲ့တိုင်နာတယ် ဩအေး အရေကာလမရဲ့စပ်ပါကိုလိပတိလိနဲ့ကြောက်ဆောင်နဲ့တိုက်ကွဲသွားတယ်ကာလမရဲ့စပ်ပါတဲ့လိပမဝဲလေ ဟဲ့အဲ့ဒါသကောဝိုင်းလို့ခေါ်တယ် ဘာဟုတ်လဲစကောနဲ့ဝိုင်းပြီးပြန်သိမ်းရတယ်အဲ့စပားတွေကိုလည်းနားမလဲပါမလဲနဲ့ အရေကိုစီကာလမစပ်ပါကုန်သွားပြီနော် အဲ့ဒါကုံတက်လို့လားဟဲ့ ကုန်းတာဗောတခါလေပုံပုံရင်းနေ အရေအကိုစီကာလမလည်းပရမပြေကိုရလို့ပရမပြေကအာကိုရအမရကိုကားပြချင်တာ ကားပြလိုက်စမ်းမှာကြွက်ထောင်တယ်လို့ပဲအဲ့ကောင် ကားပြချင်တာ ကားပြခြင်းကားပြလိုက်လို့ အရေစက်ကမပူလို့ပါ အေးပါပူခြင်းမိကပူတဲ့အလေ အရေအကိုစီကာလမလည်းပရကပရမပြေကအာကိုရအမရကိုကားပြမယ် ကားပြ ကားလာ ငါပေခွင်းနဲ့ပြစ်မယ် ငါတော့ရှာထုတ်ပြတယ်ဆိုပြီးတေးဝင်းနေပြီ ကားလာတော့ဖယားရှင်ကိုစိုးပါကို အဲရှစ်ခုစုံမယ် အရေနထနထ ငါနှစ်ထုတ်တော့မရဘူးထုတ်မယ်မယ် ဘာပြောတာမင်း နှစ်ထုတ်တယ်ငါ့ကို နဲ့တုံးမို့တုံးလို့ နားထ အရှာ အဲနဲ့တုံးမို့တုံးလို့အားရကလည်းမလေး နေကဘာသိလို့ရည်လဲ အားရကလည်းမလေးနင်းတို့အိန္ဒိယပြည်မလေးအားရကလည်းမလေးခေါ်လီ အဲ့ကောင်ခေါ်ထားစမ်းပါဗျာစိတ်စင်းရဲမှုကောင်းတယ် အားရကလည်းမလေးအာပလေးပေ ကားငါတို့ကတော့မယ်ငါတို့ကတော့မယ် အားပလေးပေကိုတွေ့ပတ်ချက် ဇက်ခုံကတော့နွားတို့နဲ့ဆေးရတော့မှာ ဂျက်ကေရီရှာရေဦးရကေဦးရကေစကေစကေစကေရာဂျမ်မီရာဂျက်ကေရီရှာရေဦးရာယချာနာကေ မူလာကြာ အဲ့တော့ဖြစ်တတ်တယ်လား ဦးရာမီရာဂျက်ကေရီဦးရာဂျက်ကေရီရှာရေ အားရ ဗျာရှိခိုးပြဗျာရကားလည်းမကားတော့လာပြီဟောအာ सपने तुरार के तू प्यार के तू मेरे सपने तुरार के तू प्यार के तू मेरे सपने तुरार के तू प्यार के तू चलिया 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 အားရတော်တလင်းလာလျောင်းနေတာ
ချင်းစားနားတော့အာရစပုတ်လေးကိုစမ်းနဲ့ပုတ်တိုင်းစပြင်းပြင်းအာရစပုတ် ဟဲ့ကောင်ရှောင်းမစမ်းအိန္ဒိယသချင်းထဲမှာငါငငယ်တုန်းကအရန်ကြိုက်တဲ့သချင်းတစ်ပုဒ်ရှိအဲ့ဒီဇာကလည်းအရန်နာမည်ကြီး ပါချင်း ယံပြာရပြဟဲဘေရပြတရားမပတ်တဲ့ပူပူလေး တရားဘုံသုံးတော့ဟော တကယ်ဆိုပြီးမင်းက မ မှာ ကတာဘောကလာသချင်းနဲ့ အိန္ဒိယသချင်းအရန်ကောင်းလို့ရှိဝန်ချန်တေရန်ချာဘီဝန်ချန်တေရန်ချာဘီဝန်ချန်တေရန်ချာဘီ အထိပ်ပဲပါ ဦးချတေရချာဘီ မင်းနဲ့ရှင်းစင်နောက်စင်နေဓမ္မဘေးရဲ့တချင်းရမယ်ငါတချင်းနဲ့ကတော့ကြိုက်တာဟိုတချင်းနဲ့ ဘယ်စင်းလဲ ငါတချင်းနဲ့ကငါကတော့ရင်တော့မယိုးစမ်းဆိုတဲ့ရန်ကုန်မြို့မှာရှိတဲ့ရုံပါလေ အေးရုပ်ရှင်ကိုလေ ပြီးတော့တကယ်ကောင်းတာစက်ဝင်ကနဲ့မှာဘယ်လိုလဲဆိုတော့အသက်16နှစ်လောက်ရှိတဲ့ကလမာလေးနဲ့အသက်60ကျော်ကလာအဖိုးကြီးညားတာဇလန်းနဲ့မှာညားကလမာလေးကမင်္ဂလာဦးညမှာဆိုတဲ့တချင်း ဟာအဲ့ဒါချင်းမင်း 16နှစ်လောက်ရှိတဲ့ကလမာလေးနဲ့အသက်60ကျော်ကလာဖိုးကြီးညားတော့မင်္ဂလာဦးညမှာကလမာလေးဆိုတဲ့တချင်း ဘယ်လိုမျိုးလဲ 1 2 3 go အာရီပပနာရေ ဟဲ့16နှစ်လောက်ရှိတဲ့ကောင်မလေးနဲ့ကလာဖွေးနဲ့ညားတယ်ကလာမလေးဆိုတဲ့တချင်းလေး ဟုတ်တယ်မင်္ဂလာဦးညမှာကလမာလေး ဘယ်လိုလဲ နားထောင်အာရီပပနာရေ သူအစမသိဘူးလား မဟုတ်ဘူးလေအသေးနာတယ်လို့ပြောတာမလား ကလာတချင်းကလာတချင်းဆိုတာရှိတယ် ပါချင်း ဟာရီပြာရီမီးဖို့ထဲမှာ ဟော ကလားတွေအပေါ်အာယူကတာအောက်တော့ကြီးထုတ်ခွေးဆဆပေါ့လေ ခင်ဗျာ ကိုကြီး ခဏလောက်လုပ်ပြပါပါ ပါလေ အဲ့ဒါတော့မရဘူးเนาะကျွန်တော်တို့ဒါခင်လိုင်းတင်းအောင်ဒါနိုင်ငံတော်လူရှင်တော်တွေဆိုခိုင်းမယ်ရမယ် ဘာဖြစ်တာလဲ ဆိုပေးပါဆိုပေးရတယ်ဆိုပေးမယ်မင်းတို့ညီကိုနှစ်ယောက်ကိုတဲ့ကလားတချင်းတပုတ်တော့ဆိုပေးပါ တချင်းနာမည်လေးကပါ တချင်းနာမည်ကဒစ်ကိုစားသလားဆိုတဲ့တချင်း ဒီစကိုဒါစာ ဒီစကိုတန်းစားခမရစားမကုံမှုအဲ့ဒါ နှစုံနှပြားကြားလိုက်တာ သမီးဆိုလို့ရလားအဲ့ဒါ ဘယ်ရမလဲ ကိုကြီးစက်တမျိုးရှိသားရင် စက်တနေရလည်းမင်းမဟိုဖြစ်ရှင်နေစက်တမျိုးကြီးပဲစက်တမျိုး စက်တမျိုးရှိသားဒီခါကျတော့မွန်ကလေ မွန် စက်နှခမ်းပြေတော့မွန်ကလေ စနခမ်းပြတော့ဘေးကန်းကိုလူငါးတင်လိုက်ပါ ကိုကြီးဒီမွန်တချင်းလေးကတော့ရာမညဖိတ်ခေါ်တယ်လို့မြည်ရ ကောင်းတယ် ပါ ဗျာဒီသချင်းလေးဘယ်သူရေးခဲ့တာ သမီးရဲ့ဖေဖေရန်ကိုစိန်ပတင်း အဲ သမီးရဲ့ဖေဖေသမီးမမွေးခင်မှာမော်ဒယ်မှာရေးခဲ့တဲ့တချင်းလေး ဘောနမေမှာရေးတာ ဒီ နော် တချင်းလေးကိုအခုဇက်တင် ကိုတင်းတင်းမွေးရေငါနာမည်တင်းတင်းမွေးထိုင်နေလဲတဲ့ရမယ်ဒါမှနေရာလုံးအမောဆိုပြီးတေးမှာဝဲ အေးပါကောင်ရေးတို့အဲ့ဒါပြီးလို့ရှိရင်အချိုပွဲနေနဲ့ရေကဲမုံလေးနဲ့ထက်ကျွေးရင်မကောင်းဘူးလားအုံငွေ့စင်ကြပြူမောင်ပါလာတန်းတဲ့အောင်ညွှတ်ရွှေကြီးတင်းတင်းမွေးရေ ဟဲ့အဲ့ဒါဆိုရင်ရကမ်းမုတ်တွေကိမုတ်တွေထက်ကျွေးတဲ့နောက်တော့လက်တော့ပွားတွေပါလက်ဆောင်ပေးလိုက်ပါတော့လားဥငွေစင်မုတ်ဘူးတော်ဝဲတိမ်ညာကလေးရမယ်ဖောက်မယ်ကြော့မယ်တော့ခင်နာတတ်ချောဥတင်းတင်းမွေးရေ အဲ့ဒါဆိုလို့ရှိရင်ငါတို့ရတဲ့လက်ဖွဲ့နဲ့မလောက်ရင်ငါတို့စီးပွားပြက်ပြီးရှုံးသွားမှာပေါ့ဥငွေစင်ကြပြူမောင်ပါလာတန်းတဲ့အောင်ညွှတ်ရွှေကြီးတင်းတင်းမွေး ရှုံးတော့လည်းဘာဖြစ်လဲအတိုးနဲ့ကြီးရတဲ့ပတ်စံနေနဲ့ဖက်ဆက်လိုက်မှာပေါ့ဟာတော်ပါပြီမပါမဩတတိယလို့ပြောတာပါကရင်မကြီးနဲ့ရင်တို့မင်းလေးကျင်းဝအောင် ပါလေ ဒီမျက်တောင်တို့တွေတက်ထားတော့ကျင်းမျက်လုံးကျင်းသွားတယ်မလှဘူးဖြစ်သွားမှာဗီဒီယိုရိုက် ကိုကြီးတော့ကရင်ဆိုလို့မသိရသေးတခုတော့ မင်းငါ့ကိုမင်း ဟိုညီမလေးဟိုကရင်စကားထဲမှာနမိုးလီယာဆိုတာအဲ့ဒါမသိလို့ လော်လေးပါနမိုးလီယာဆိုတော့နမိုးဆိုတဲ့ကရင်ကဘောင်းမချူပြီးပိန်းတော့တဲ့ဝင်သွားတော့နမိုးလီယာပေါ့ နမိုးစော်ရဆိုရင် မိမကြီးဝင်သွားတော့ကွာ ဟာတမျိုးပဲဟာတယ် မီးဖို့ဖိနာမှာထိုင်နေနမိုးလီပူ အဲ့တော့သမီးကရင်မဟုတ်ပေမဲ့ကရင်တချင်းလေးကိုဗမာလူစာသားလေးရေးပြီးတော့ဆိုရတဲ့ဟာဒီတစ်ပိုက်လောက်ဆိုကြတယ် ဒါတပိုက်ပဲနော်သမီးဒီပိုက်ပြင်းသားကြောဖြတ်မယ်နဲ့ဟုတ်တယ် ခရင်လုံးမိတ်ဆက်လိုက်လေ ဟုတ် ခပ်ပရုံစီခေါင်ဝဲ ဟာပါလား ခေါမနစီခွေးအောင် ကြည့်မလားရှင် နင်လည်းကြည့်မလားမပြလည်းမပြောက်တခါမှငါတို့အဟုတ်တယ်လို့တောက် ဒီမနဲ့ရေရန်ကိုလောင်းအောင်ရပါစေတမေပါဟုတ်နဲ့ရေရန်ကိုလောင်း ဟေးနတ်ချင်းကောင်ဒီမိုးလေးဝဲဒီမိုးလေးတော့ဟောဆိုတော့စီမံတော့မမောရယ်ရမညာစုမပါရယ်
ဒီလိုလေးဒီလိုဟေးဘယ်ကလုံးခွေအောင်လာလောနေနေနေကောလောဒါပတိခေါလေ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 မာယော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 လေ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 မာယောမာယောမာယောစကီမူပါလေလိုပါခွေဟေးစကီမူပါကဲပါမခွေစကီမူပါဟေးဟေးဟေးကဲပါမခွေလ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 ေအောက်ကိုစောက်ဆိုင် အောက်ဆက်လို့ရင်တတိတာသေးခွင်းနဲ့ပြင်မယ် ပြောနေ မသိဘူးလေငါမှနားမလဲ မင်္ဂလာပါလို့ ဟောမင်္ဂလာပါ ဒါဗျာအစိုးလေးဒါကြောင့်ကရင်ကလေးက ကင်းငါလေးကြည့်မယ်အေးသမီး လာပြီ ဟေးဒီဝေးဝေးဒီမောနေလိုက်ဟေးမေအောင်ရှင်လို့အဲ့မဟုတ်ကဟေး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 ဝေးဟေးဟေးဒီလိုလေးဘယ်ကလုံးခွေအောင်လာလာတသိခေါလေ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 ဟေးဟေးစကီမူကစောပါမခွေစောကြပါခွေကဲပါမခွေဟေးI can on I can lu အဘာလဲအခင်လား ငါဝေစကုတ်ဥခင်နိုင်ဝေရစုက ဒီကောင်ကရင်စကားလည်းမဟုတ်အင်္ဂလိပ်စကားလည်းလို့ပါလို့ ဒါကြိုက်တယ်လို့ပြောတာဒါကရင်မလေးရ ကရင်မလေး ကရင်ဆိုတော့ ဒီကကြတော့ရှမ်းအကလေးက ရှမ်းက ရှမ်းမတကယ် တကယ်ရှမ်းမလေး ရှမ်းမအစ်စ်ပါ ရှမ်းမလေးရှမ်းမလေး ဥခင်နိုင်အိပ်ပြောနေတာကိုလေခုနစလိတ်တို့ဆိုပြီးတက်နေသွားတယ် မျက်လုံးကိုပြူးသွားတာ ဒါရှမ်းက စ ဆို လိ တော့ တ်တို့မှာကျွဲမျိုးပေါက်တာနှင်းမြင် ရှမ်းကဆိုတော့ကျွန်တော်တို့ရိုးရကပါကျွန်တော်ဆိုရင်ရှမ်းလူမျိုးစစ်စစ်ပါ ဟုတ်လား ကျွန်တော်ရှမ်းစကားနည်းနည်းပြောပြပါ ပြောပါပြောပါ ကွဲပင်နာမလာကျန်ခေါပင်နာမလာကျန်ခေါ ဘာလဲပင်လမလဲချက် ပင်နာဆိုတာအမမလာဆိုတာလာပါကျန်ခေါဆိုတာသမင်းစားပါအောင်လားအမ ဟာ လာပါသမင်း တ စား ကယ် ပါ တက်တာချင်း ကျင်ကျင်ဆိုတာသိလား ဘာတော့ တင်တင်ရဲ့အမ မလာမြင်ရဲ့တူမ မနောက်နဲ့ ကျင်ကျင်ဆိုတာစားစား အော် ကျင်ဖကျင်ဖဆိုတာသိ တ လား တိပဲ ကြောက်ဖွင်ကြောက်ဖွင်လေ ဟာကျင်ဖောင်းကျင်ဖောင်း ကြောက်ဖွင်ကြောက်ဖွင် ကျင်ဖက်ကျင်ဖက် ကြက်ဖွင့်ကြက်ဖွင့် ဘယ်တော်ပါတော့ပြီ လေ အေးသမီး ရှမ်းလူမျိုးတွေမှာလားဟိုတောင်ပိုင်းမြောက်ပိုင်းရှမ်းဟဲ့လား မှန်တာပေါ့ အဲ့တော့သူတို့ရှမ်းလူမျိုးတွေမှာရှမ်းကြီးရှမ်းလေးရှိတယ် ရှိတယ်ရှိတယ် အဲ့တော့တောင်ပေါ်ရှမ်းတောင်ရှမ်းအဲ့လိုမျိုးရှမ်းရိုးရာမှာမိန်းကလေးတွေဆိုလို့ရှိရင်ရှမ်းပြူပြူလေးတွေလက်ဖက်ခူးတွေရိုးရာအကရှိ အဲ့ဒီအကလေးတိတ်ကြည့်လို့ကောင်းတာ ရှမ်းမျိုးသားတွေမှာဆိုရင်ရှမ်းရိုးရာတိုင်းအကလေးရှိ ရှိတယ် အဲ့တော့အဲ့ဒီရှမ်းအကလေးကြည့်မလား ကြည့်မယ်ကြည့်မယ်ရှင်အေးကြည့် ည မယ် လည်းကြည့်မလားကြည့်မ ခဏ လား ခဏနဲ့ငါအဟုတ်မလို့ထိုင်နေခုတည်းမပြရသေးဘူးအေးလို့ဟေးအောင်ပါသေးတဲ့ပြေပေါင်းနဲ့ရေချောင်းလောင်း လာပြီရှမ်းမလေးတွေ ကဲလိန်ကျလိန်ကျနဲ့သေးပေါက်ချင်လို့ဟေး Mama, say me run down like a champagne. Masa tui champagne. Chobare, dream we iname. ဟေးနားလိုက်တာ လက်ဖက်ခူးတယ်ခူးပြီးတော့တောင်းနေတဲ့တယ်ဈေးထဲသွားရောက်တယ်ခေါ်ဖို့နဲ့လဲတယ် ရှိတာအကုန်ပဲတဲ့ပြပါလေတစ်ဖက်တည်းခုတ်သွား လာပြီဟလာရှမ်းတိုင်း ရှမ်းတိုင်းလေ ရှမ်းတိုင်း ဟဲ့ဟေးဟေးဟာဟာဟာနောက်ဆုံးမှာတစ်ဖက်ခူပြီးဂျိုင်းမွေးနှုတ်ပါတယ် ဩနော်တိုင်းရင်းသားကလေးတွေကပြတာဩကျွန်တော်တို့ခင်လိုင်ဒိန်းတော်ဘွဲ့နဟာသညီနောင်ဘွဲ့
နိုင်ငံကျော်တွေပါပဲ နိုင်ငံကျော်ကြက်သွန်ကျော်ဘူးသီးကျော်တွေပါ တကယ်နိုင်ငံကျော်တွေပါပဲအလှနဲ့ပတ်သက်ပြီးအလှမလာကတော့အလှအကြောင်းလေးတော့နည်းနည်းပြောသွား မှန်တော့မှန်တော့ နော်တအလှအကြောင်းနဲ့ပတ်သက်ပြီးတော့ပြောမသွားဘူးဆိုရင်ကိုယ် အလူဆိုတာကအလူပွဲလို့မဟုတ်ဘူးစုံညီပွဲဒါလည်းဗျအပေါ်မှာကြည့်လိုက်တာတကယ်ဟိုဝိုင်းဝိုင်းတမင်းတွေကျွေးလိုက်တယ်လဲရှာပြော အလူပါပဲအလူပါပဲအလူပါပဲ နော်အဲ့တော့အလှနဲ့ပတ်သက်တာလေးကိုနည်းနည်းပြောပြပါရစေ ဟုတ်ကဲ့ လူမိုက်2000ခွဲရပဲတော့ ဩအကျွေးများတောင်းနေတာလေ သူတောင်းတဲ့ပတ်စံကိုလေသူ့မပေးနဲ့စိတ်တကောင်ဝယ်ပြီးပေးမယ်လို့လိုက်ကုသိုလ်ရ တကယ်လှလဲလှတယ်ကလေးမလေး အင်းဟုတ်တယ် အကလေးလည်းကောင်း ကောင်းတယ်ကောင်း အ တယ် တန်လေးလည်းကောင်း ဒါကြောင့်လဲစုတွေအများကြီးရတာ စိတ်ဝင်စားတယ်ကွာဒါပေမဲ့စိတ်ဝင်စားချင်တော့ ဘာဖြစ်လို့လဲဖေး သူ့တော်ကြီးတွေသူ့အမေတွေမျက်လုံးနဲ့မြင်ကစိတ်ဝင်စား သူ့မိတော်ကြီးရောပဲလို့ ဟာသူ့အမေကတကယ်ညစ်ပတ်တယ်ကွာ ဟုတ်လို့လား ဟာမင်းတို့မသိလို့ ဟဲ့ ဟုတ်တယ် ဘာဖြစ်လို့ ကိုတို့ဒီခုံနောက်မှာကွာအင်နာနီးနီးလေးပါကုလီတွေလည်းအများကြီး ခုနောက်မှရှိရတယ် တဘောတဘာသွားတာပဲကုလီသွားပေါ့ အေးအခုဘာဖြစ်လို့ ဟုတ်ဘူးကွာဟိုကျောင်းနောက်မှာရှိတဲ့ကစင်းရိုးပေါ်မှာသွားပြီးရှူးတွေပေါက်တယ် ဟာဒီကမလေးမေကွာ သူပေါက်ချတဲ့နေရာကလည်းအဲကစင်းရိုးပေါ်မှာကနန်းကျွင်း ခက်ကြည့်စမ်း ကနန်းကျွင်းနဲ့ပေါက်တယ် ဟာ ပေါက်ထဲတော့ရှဲပြီးတော့ကလန်းကလည်းမိုးရွာတယ်ထင်ပြီးတက်လာရွာ ဟာ နှခမ်းကိုဗျတ်ဆိုဆွဲညှက်တယ် ဘယ်နှခမ်း ဘဲညှက်ပေါ့မင်းနဲ့ပါဆိုင် ငါလည်းရှာရှင်းပြီးမင်းနဲ့ နှခမ်းကိုဗျတ်ဆိုညှက်အမေလောက်ကြပါဦးဝင်မောလာပါဦးလားဟာတောင်းဟာအမဘာဖြစ်လဲမသိဘူးဆိုငါကမန်းကန်းသွားလာဒီမှာတဲ့ငါအောက်ကိုငုံကြည့်တာဗမာတုံးဗျဆိုဟာငါနှခမ်းတစ်ဖက်ဗျတ် ဟာ သူ့နှခမ်းတစ်ဖက်ငါနှခမ်းတစ်ဖက်ငါလီနာလဲနာနန်းလဲနန်း ဘာဟုတ်လဲ အဲ့ဒီအစပေါ်တာဘောကနန်းနန်းပင်ဆိုတာ မွေးငါစားလို့နာမည်ထည့်တယ်နဲ့ အဲ့ရှိကနေကြောင်လေးရဖြတ်သွားတာ ခက်ကြည့်စမ်း ပူစီနန်အောင်ထပ်ဖြစ်သွားတယ် အမေ ပူစီနန်အောင်ထပ်ဖြစ်သွား ဘယ်သူမှမစားချင်မတော့ချင်အောင်လို့ ကိုကြီး ကိုစီနိုင် ဟောဘာပြောနေဒီကကြတော့ရခိုင်ကလေးက အာကောင်းတယ် အာဒီမှာဆရာတော်ဘုရားတွေတန်ဃာတော်တွေကရခိုင်လူမျိုးတွေများတယ် ဟုတ်တယ် ရခိုင်ဆိုတာသွေးရလဲရဲတယ်မိုးရာလေးလေးလာရီစာစီရီမရကိုက်ကကရီမိုးရာဟုတ်တယ်မလားကြားဘူးတယ်မလားဟာလေအဲ့တပိုက်ကြီးလိုက်တာရှင်းနေလောက်ကြီး မင်းလည်းမကတဲ့ကောင်မိုင်းချင်းမကြ မိုးရာလေးလေးလာရီစာစီရီမရကိုက်ကကရီမိုးရာလေးလေးလာရီစာစီရီမရကိုက်ကကရီမဂျီကပရပူစီတီတောက်လာဝဘောလီဝဲကတဲ့ပြီ ဟုတ်ကဲ့ချာအမရခိုင်တချင်း ဘုရားမဲ့ပတ်စံအောင်ပြန်ဝဲတဲ့ ရခိုင်တချင်းစစ်ပါဆိုပြမယ်ရခိုင်တချင်းစစ် တကယ်တချင်းစစ်ဟုတ်ကဲ့ ပါလေမာတန်ဘောဆိုင်အော်တန်နဲ့သူစမကနမကုန်းလေးဆိုင်မအေးလန်းနောက်လိုက် ဟာ လန်ဂရီနဲ့လန်ကဲမအေးဖန်ပေါက်ကျဲ ဟာ ဘာဖြစ်တာကိုလဲဘာဖြစ်တယ်ငါစောက်တယ်ဘုသူပြည့်ရေးသွားတယ်မသိဘူးကွာ တော့ဝဲတဲ့ချင်းမဟုတ်လား တဝဲတဲ့ချင်းကိုများရခိုင်တင်များတော့ရခိုင်တဲ့ချင်းလုံးပြစ်တယ်ကြည်သားမအောင်တော်ဘလောက်မလဲနိုင်တယ် ဘာလို့ ဘာဖြစ်လို့လဲ ခိုင်းပြောမယ် ဘာတော့ ဘုမ ဟေး နင်းမေပါလား ပါလိုက်လေ နောက်မှအိပ်ပြော ဘာဖြစ်လို့ ဖင်းပေါ်အာကိုမသွားနဲ့မသွားနဲ့ ဘာဖြစ်လို့လဲ ကျွန်တော်အုတ်ခဲ ဟာ ဘယ်နှကလည်းကားပေါ်မှာအိပ်ပြောဖင်းပေါ်ကျွန်တော်အုတ်ခဲမနေ့ကလည်းဟိုဘက်မှာကားရန်ကုန်မှာကားတော့သူ့မေတို့မင်းသမီးရှိရကားသူ့မေနောက်မှာအိပ်တာဖင်းပေါ်ကျွန်တော်အုတ်ခဲပြက်လုံးကိုမကြောက်သူ့မေဖင်မလိုက်အောင်နေရတယ်အခုလည်းဝိုင်း ဟုတ်တယ် ကျန်တဲ့ဘွဲတို့တမင်းတရုတ်ဆိုင်ကအကုန်ဝယ်ကျွေးပြီးတော့ကြက်သားပေါင်းတွေပါတော့အများကြီးပဲစားတော့မကုန်တော့မကုန်ဘူးအာကျွန်တော်နှစ်ယောက်ကတ်ခေါ်ရတာဟုတ်တယ်တို့ခေါ်ရနော်လူတွေကခေါ်ရတကယ်ပဲတကယ်သဘောကောင်းတော့ဒါမှသူသာဘာမှဝယ်မစားကျွန်တော်တို့လည်းဘာမှဝယ်မကြည့်ဘူး ဟုတ်တယ်အဲ့လိုမပြောနဲ့မင်းတို့ကလေစင်သက်ကြွေတော့အကောင်းမပြောဘူးလူရှင်တော်ဆိုတာ ကိုပြောတာအမောက်ပြောတာ ကျွန်တော်တို့တကယ်လာကြိုးတာခင်လိုက်နဲ့ဒိန်းတော်နဲ့ဘယ်နဲ့ကား3စီးလာမယ်ကျွန်တော်တို့ကား3စီးလာမယ်ဆိုတော့ကျွန်တော်ဒီမန္တလေးကိုအခါအခါလာလာတတ်ပါတယ်ဆိုတော့မဟုတ်ဘူးတဲ့တာဝန်မချင်းမဆိုလို့မိထီလာနေလာကြိုးတကယ်မိထီလာနေမိထီလာနေလာကြိုးမိထီလာမှာကျွန်တော်တို့အဲ့မှာထမင်းဆိုင်မှာကဲကျွန်တော်အိတ်ချင်မှုလို့ဖြစ်နေအိမ်မနဲ့အစောကြီးဆိုတော့မဟုတ်ဘူးအကုန်လုံးဆင်းပါအကုန်လုံးဆင်းတစ်ဖွဲတော့ရောက်30လောက်ရှိရကုန်ဆင်းနော်ခုနကကိုကြီးနော်ကိုအောင်ပြောလားကုန်ဆင်းနော်ကျွန်တော်တို့မိထီလာနာမည်ကြီးတဲ့ဖီးဆိုတဲ့ဆိုင်မှာကုန်ဆင်းတေးပေါက်ပြန်တက် သာ ပြီးမှစာကြောက်ကဖြစ်တော့ဘယ်လိုလုပ်လဲ ဟိုတော့ယောဂနဲ့ချိန်ချောင်းနေတော့ အဲ့နေတော့ကျွန်တော်ဒီမန္တလေးအဝင်မန္တလေးဝင်ကျတော့နမမမျိုးတော့တဖေးဆိုင်ဆင်းအကုန်လုံးဆင်းနှုတ်အဲ့နေရလို့အကုန်လုံးမို့ကျတော့အကုန်လုံးဆိုင်နေဝင်တေးပေါက်ပြန်တက် သာဖို့ ဒီမှာစာကြောက်ကဖြစ်တော့ဘယ်လိုလုပ်မလဲ ရန်တွေ့ပြန်ပြီ ကျွန်တော်မိထီလာနဲ့မန္တလေးကိုသေး33ကပေါက်ခဲ့ရပါတယ်လို့လက်ကားစားတာပါကျွန်တော်တို့ဘယ်လောက်အကောင်းကြီးစရာပြောတာ လမ်းညွန်ကတော့တကယ်တော်တာနော်အမသူ့ကိုဘယ်သူမှမမီဘူး လမ်းညွန်တာဟုတ်တယ် ဟာငါ့ကို ဒီမန္တလေးမြေပုံသူဆွဲတာလေ ဟုတ်လား အေး ခောက်ကွင်းနဲ့ခောက်ကွင်းသွားတော့မားနေတဲ့မြောက်ပြေနဲ့အာခောက်ကွင်းနေရောမြောက်ပြေနေရောအကိုတဲ့ဘူရာကြီးတာပြန်လဲလာတော့တဲ့ဘယ်မှာအခုအိတ်နေပြီလဲမသိဘူး ဟောတကယ်ဘိုးကြီးလာတာကျွန်တော်မိုက်အေးရဲ့အမျိုးသားပေါ့
तू ကဒီပွဲကမှမရှိဘူးပင်နာအတွက်သွားနေတာတကယ်စေတနာကောင်းပါလေပင်နာကိုကျွန်တော်လိုက်သွားတယ် तू ပင်နာသွားတယ်ဆိုလို့ကျွန်တော်ကြက်သားစီပြန်ချက်ကျွေး ဟုတ်ချင်တယ် အင်ရှင်နေစားတော့တောင်မွေးချီတော်ဒါပဲစားတယ်ကျွန်တော်ဆိုတော့ဧည့်သည်နေနဲ့ထုတ်တွေကျွေးတာ ဘာကျွေးလဲ နှုတ်သီးပြားတို့ခြိသေးပြားတို့ဒါတော့ထပြည့်လို့မပြည့်ကြက်မွေးတွေပါတုတ်ကျွေးမှာသူ့တငယ်ချင်းကစိတ်ဆိုးသေးတယ်ကြက်ချင်းညိုတောက်မသွားလို့ဆို ဩလူမိုက်လူမိုက်ခုတော့ပြောပြရစီလူမတော်နဲ့နော်ကျွန်တော်နေကင်းတော့အိတ်နေနဲ့ဟိုကျွန်တော်နဲ့စစ်သက်ထားတဲ့ကောင်မလေးကလာတယ်လေဝင်းမုတ်ရွှေကြီးလေဒီပဲစစ်သက်ထားတာသားနဲ့စစ်သက်ထားတာဟောတဲ့မောင်နဲ့ခုညမောင်စုဘယ်လောက်ရမလဲလို့စဉ်းစားထားလဲအာလူမိုက်ရဲ့သဘောကောင်းတယ်လို့တယောက်ငါ3000တော့မှန်းထားတယ်9000ဆိုတော့2000ခွဲလိုနေတယ်မှာ 2000ခွဲဟာတဲ့နော်ခမရဲ့ဟိုဖြစ်တော့မှပဲလာကူမယ်တဲ့ ဘယ်ဟာဖြစ်တော့မှာ ငါမင်္ဂလာဆောင်ကြမှာ ဟုတ်ကူတယ်ဆိုတော့ဖေရကိုလည်းခမသဘောပေါက်အသက်တကယ်ပြောကျွန်တော်တို့ထဲမှာခေါ်ထားတာဒါဆိုရင်အနည်းဆုံး66ကျော်ပြီ 60ခွန် ခွန်ထဲမှာ ဟုတ်ကဲ့ ဒါဆိုရင်အမှန်ပြောရင်သူတို့မှလည်းတက်ကြီးကတော့ဝယ်မရမှာဆိုလို့ပို့ပြောရတာလည်းရှိတယ်ဗျမေးတော့ပါကွာ ကိုပြောတာမဟုတ်ပါဘူးเนาะကျွန်တော်တို့ကကိုငယ်တယ်ပဲထင်တာသူတို့ကဆွတ်မြောက်တင်လာတာเนาะကျွန်တော်တို့ကိုငယ်တယ်ပဲထင်တာဒါလေးတွေဆိုအလန်းလေးတွေကိုတွေလန်းနေတာပဲ အဲ့လိုလမ်းလို့အမှုဖြစ်တာပဲ ကို ဟုတ် ကြီး တော့ပါ သမီး လေးမျိုးရှိပါ යි နော် လေးမျိုးရှိပါ ဒီကကျတော့ခုနှစ်ထွေထဲမှာမပါမဖြစ်ပါတဲ့ အေး အကလေးရ ပါ တော့ လေး မြောက်အက မြောက်က ကြည့်တယ် အဲ့ဒီမြောက်အကဆိုတာဒါသမီးတို့ဟိုရင်ကျေးမှုတွေမှာဆိုတယောက်တစ်မျိုးအဝတ်စုံနေနဲ့က မှန်တာပေါ့မှန်တာပေါ့ ဒါဟိုရုပ်သေးဆွဲတဲ့မှာလဲတယောက်တယောက် ပါတယ်ပါတယ်ပါတယ် ဆွဲကအဲ့တော့သမီးတို့ကျတော့အခုလိုအငြိမ်ကမ်းမှာအဝတ်စားလဲပြီးကမို့တော့သမီးရဲ့အွန်ဆောရုပ်ကလေးကိုဖျောက်ပြီးတော့ အုံစောဘုံတော်ရုပ်ကိုမြင်အုံစောရုပ်တယ် အဲ့တော့အဲ့ဒီ နေစိတ်ချမ်းသာရင်လည်းပြောဟာငါတို့ကနားရှိရင်တော့နားထောင်အောင်မှာပဲ အဲ့တော့ကိုကြီးအနုပညာသမားဆိုတာတရံလုံးတရုတ်သူလား ဂျပန်လောက်ရင်တရုတ်နဲ့တူပါ ဟောအဲ့တော့စေးစက်ကြရအယုတ်ထင် ဟုတ်တယ် ကမယ်အကမြောက်အကဆိုတော့ မြောက်အကဆိုတော့ သမီးရဲ့ရုပ်ကိုဖျောက်မြောက်အကလေး ကဲကြည်စမ်းကဲဖြုတ်ငါအကောက်ဖြုတ် ရေချမ်းကိုလောင်းအောင်ပါလေရေမောင်းတဲ့ရေချမ်းကိုလောင်းလေလာယောက်ျား ပါလေလေ ကြည်စမ်း ပတ်စံမပြုံးနဲ့စားခြင်းမင်းကိုတီးရှိတယ်မင်းကိုတီးစားမလားမြောက်ကော်လီ တော့ကောင်းတယ်ပေါ့ နေသမီးဆိုတာတပ်ပါရရုပ်စင်းငါကိုဖျက်မြောက်ဆိုရင်မြောက်နဲ့တူအောင်ကတကယ်တော့သမီးရဲ့ငါမျိုးရှိသွားပြီ မ နော် ထူးဆန်းသေးဘူးနော်ငါမျိုးမထူးဆန်းသေးဘူး ဒီကကျတော့ခုနှစ်ထွေထဲမှာပါတယ်ဘလူးအကလေး နှစ်ဘယ်နှမျိုးလောက်တက်လဲ ရှင် တပ်ပါရပုံစံမျိုးစုံပြောင်းလို့ရတယ် ဘာလဲဆို အကတွေကိုလေ ဘယ်နှမျိုးလောက်တက်လဲဒီတော့လေပါဠိ အဲ့လိုပုံစံတွေပြောင်းလို့ကားတိုက်မိတာ စားမယ် အဲ့ဒါလည်းမဟုတ်ပါဘူးတဲ့အစားတော့ပြတ်နေဦးမစက်နဲ့လူ အောင်ပါသေးတယ်ဗျာနဲ့ ကျမ်းမရေး ဖြ ပါ တ်လို့လားအေးလား ဘလူးထီးနဲ့ဘလူးမဘလူးသားရိုက်တော့မယ်ဟာ အလိုဘလူးကအစွဲကိုနှုတ်လိုက်တော့သဖုံးကြီးပဲခြံခဲ့ပါလား မင်းကိုရှာထုတ်ပြတယ်စုများချလိုက်လို့ကတော့အိုကြီးအိုမနဲ့ကားပြပါလိမ့်မယ်ဗျာ မင်းအဖေပဲကွာအဲ့တော့ရှိဟဲ့ဟေးဝါရက်ခါ 29နှစ်ဘလူး54နှစ်ဘလူး အတမဲဘလူး ဘလဲမှုဘလူးနဲ့ အာဘလူအောင်ပါကပြူ နောက်မှာဗလီ ကဲသမီး6မျိုးလေးနဲ့ခဏနား ရှေ့ လိုက် ခေတ်ဟောင်းအောင်မေးဘူး ကိုခလိုင်းခဏလေးလား ဗျာ မန္တလေးကိုသိန်းစောမောနေလို့ရောကိုတောက်သူခမရလဲ ဟုတ်တယ် နင်တို့ဘလောက်ကတက်ကတော့နော်သူအကကွက်ကတော့သွားလေးကိုကြည့်ဟမ်ရှာအိုက်မှာသူခရင်းမဖောက်တာနော်သွားလာတယ်ဘယ်သွားလိုက်ရှင်းသုံးလဲ ဒိန်းတော်မိဘကြတော့တိတတ်တယ် အဖေဘာဖြစ်လို့ဟဲ့လမ်းမေးကဘီးတွေတောင်းနေရတာလဲတူတော့ခဲယူတယ်နင့်ကိုပြည့်နေပြောဩဒါပဲအားလုံးပျော်ရသည် ပြောတယ် အားလုံးပျော်တဲ့အတွက်တင်းတင်းမွေးမိသားစုလဲထား စား ရ တယ် ပျော်ရ ဘူးတိုးပြီးတော့ဒီတမကလူနိုင်တိုင်းနိုင်ပါလေလူကူလည်းတောက်လျှောက်လူနေရပဲ လူနိုင်တန်းနိုင်ပါစေဆိုတော့ကျွန်တော်တို့ဒါလောလောဆယ်စု
တွက်ပေါ့ကျွန်တော်အိုက်တန်စုပေါ့ကျွန်တော်တို့မှာ၄-၅သိန်းတန်စုတွေလည်းရှိတယ်ရှားကြည့်လိုက်ချက်ချင်းတန်းပေးပလိုက်တာကြက်ထားတော့ အများပဲ ဩလူမကြီးလူမကြီးနေကကျွန်တော်မျိုးသမီးလေစိတ်သက်တာတဲ့ကောင် တောင်းတာမရက်သေးဘူးလားတောင်းတာမရက်သေးဘူးလား ပြန်ရင်တဲ့ခမရအတွက်ကိုနော်အမအမြဲတမ်းရှင်ပါ108ပါ130ပါကြောင်းတိမ်စရာအကုန်လူတာဖုံးခမရတောင်းကြီးကြီးတစ်လုံးယူခဲ့တဲ့ ဩ ဘာတွေသိမလို့ အမိုက်တွေကောက်ခိုင်းမယ်တဲ့ ငါလည်းလောက်ပါမစိမမလောက်ဘူးဗျာ ကဲသမီးအေး ဒီကကျတော့ခုနှစ်ထွေပြည့်သွားအောင်စောကလေးက စောက ကဲ နေစောနေတော့လောက်တော့မလေးနေတော့နေတော့လောက်အမရရှူရခမရဇောကြည့်လာပြီ တော်ကြီးလာပြီစေဝိသာတော်ကြီးနာလာလာနော်လေးလေးလီနာလာလာ ဝါလီနာနာနာ ဒေါနာလေးနဲ့လေးနဲ့လေးဟုတ်လို့ဟေးကောင်းများ ဒါဆို အားလုံးကြည့်ဘူးတယ် တောင်း အိုးစီဒိုးဘတ်တငယ်တော်ဝင်မြောက်ဘလူးဇော်ခုနှစ်ထွေ ခုနှစ်ထွေ ဒါဟိုတဲ့ तू ကတိုင်းသားအက9မျိုးထည့်ပြီး12မျိုးဖြစ်အောင်က ဂျင်းတို့ 12မျိုးဥမာဦးတောင်းကြိုးကြအတခေါနောအုပ်ဩစိတ်စင်တန်မြခုနှစ်ပါးခြေကျိုးသေးလေးလက်ခုပ်ဒုတိယ9ပါးပေါင်းရင်12ဖြစ် စနစ် အဲ့တော့ကျွန်တော်တို့အရင်တော့မြန်မာတန်စင်ကျွန်တော်တို့မြန်မာတန်စင်မှာအခုနပြောတော့ဦးလောင်းကျွတ်အတောင်တော့အိုးစိတ်စဉ်9ပါးကိုနောက်တိုင်းတန်စင်9မျိုး chef flat တန်တွေထည့်လိုက်တော့12ကီးဖြစ်သွား စနစ်ကြီးဖြစ်သွားပြီ ဒီကကျတော့တိုင်းသားအက5မျိုးထည့်မယ် ဟုတ်ပြီ ပထမဆုံးအကမဲ့အကလေးကတော့ကရင်အကလေး ကဲ ကရင်ဟဲ့ငါကရင်နော် မင်းကကရုတ်ကရင် အေးဘာကရင်လဲလည်းမမေးဘူးငါကော်လီကရင် ကရင်ကြီးအော်ဒါကရင်နေလား အာ ဝက်ကရင် ဝဲ ကရင် ဟဲ့ကရင်ကြီး ဟေး ဟဲ့ကရင်မလေးကမမီတေးလာကဟဲ့ ကရင်မလေး အေးကဟဲ့ ကရင်မလေးနော်မွေးတူနော်မွေးတူ နော်မူထွေးလဲမဟုတ် မဟုတ်ဘူးတဲ့ပြောမယ်အကြီးစားကင်မလေးနေတော်ရှင်းလာပါလားခင် မရိမ့်မီလို့ပါကောင်ဟဲ့မနောက်ပါနဲ့ကောင်ဟဲ့ ကရင်မလေး ကရင်မလေးပါဟဲ့ ငါကရင်ကြီး နဲကရင်ကြီးလာဟဲ့ ကရင်ဝဲ ငါနာမည်လည်းနဲ့မှတ်ထားပါကောင်ဟဲ့ နင့်နာမည်ဘယ်လိုတော့ဝဲ ငါနာမည်နော်ဝေးတင်ကြီးကလေးမေဖို့မေတော့မေကြောကြောခင်တနာတချူဥပါကောင်ဟဲ့ နင့်နာမည်ကလည်းဝေခေါင်းပေးနားမှာရေးလို့စမ်းမှာမလား ဒီနိုင်ရိုက်ပြီးကတ်မှာပေါ့ကောင်ဟဲ့ဟာမရိုင်းလိုက်လားကောင်ဟဲ့နဲနာမည်ဘယ်သူလဲကောင်ဟဲ့ ငါနာမည်ကတော့တော်တော်လေးပဲမဲ့လိုက်တယ်ပြီးစလွယ်ပါပဲ အေး ဥငွေစင်ချက်ဖြူမောင်ဘာလာတတ်တယ်အောင်ညွန့်ချွေကြီးတင်းတင်းမွေးလို့ခမဲ့ထားတယ်ကွ အဲ့လောက်ရှည်တော့ငါတို့မော်တော်ကားမိပါမလားကောင်ဟဲ့ ရတယ်ဝဲငါမှငါရထားစီးသွားမယ်ဝေ ဟာကောင်ဟဲ့ ဘာလို့ တွေ့ရတော့ဝန်တာတယ်ကောင်ဟဲ့ ဟေးအဲ့ကမလေး ကောင်လေး နင့်ကငါမြင်းမြင်းချင်းခွေခွေချင်းနွားနွားချင်းဆို အလိမ့်စံနေဖြစ်ကုန်ပြီကောင်ဟဲ့ မြင်းမြင်းချင်းချစ်မိတယ်ဝေ ဟုတ်လားကောင်ဟဲ့ နင့်ကငါမြင်းမြင်းချင်းချစ်မိလိုက်တာနော်ဝဲတင်ညာကလေးရမယ်ဖို့မယ်ကြောက်မယ်တော့ခင်တနာတတ်ချိုဦးရေ နင့်ဟိုလဲငါမြင်မြင်ချင်းဆိုတယ်လို့တန်ရောက်စင်ရှိပါတယ်ဥငွေစင်ကျဲပြူမောင်ဘာလာတန်းတဲ့အောင်ညွန့်ရွှေကြီးတင်းတင်းမွေးဟာမောတာကွာ နင်နဲ့ငါနဲ့မင်္ဂလာဆောင်ရင်မကောင်းဘူးလား မင်္ဂလာဆိုရင်ကောင်းတယ် မင်္ဂလာဆောင်ရင်မကောင်းဘူးလား ကောင်း နော် တယ် ဝဲတင်ညာကလေးရမယ်ဖို့မယ်ကြောက်မယ်တော့ခင်တနာတတ်ချိုဦးရေမောတယ် မင်္ဂလာဆောင်တော့ဟုတ်ပါပြီကောင်းရဲ့မင်္ဂလာဆောင်ကြရင်တို့ဓာန်ပေါလေးကျွေးရင်မကောင်းဘူးလားဥငွေစင်ကျဲပြူမောင်ဘာလာတန်းတဲ့အောင်ညွန့်ရွှေကြီးတင်းတင်းမွေး တံပေါကြီးပဲကျွေးတော့ပြပြတနာတက်မှာပေါ့ချင်မောင်ဟင်းလေးပါထဲကျွေးမကောင်းမှာပေါ့နော်ဝဲတင်ညာကလေးရမယ်ဖို့မယ်ကြောက်မယ်တော့ခင်တနာတတ်ချို ပေးတယ်မြန်မိတ်ဆက်ပေးပါစေပေးတယ်မြန်မိတ်ဆက်ပေးပါစေ ဟုတ်ဟုတ် ဒါကျွန်တော်သမီးပါ ဟာဟုတ်လား ကျွန်တော်ယူမလို့ ဟေး မွေးစားသမီးပါ ဩ မွေးပြီးမှစားမှာပါ ဟာ ကျွန်တော်သမီးကမွေးကျွန်တော်မီးလောက်ပဲရှိတယ်ကျွန်တော်ပဲမီးမယ်ဒီပြည်လူမမီးရဘူးဗောလေ ဟာ ဒီရွယ်ကျတော့သမီးကြီးမှရီးစားဖြစ်တာသမီးစားဆိုအဲ့ဒီကစားတာပဲသမီးလေး ရှင် သမီးလေးအသက်ပဲနေနေရှိဘူး 29 လုံးလုံးဝင်ပါ လုံးလုံးဝင်ပါရဲ့ လုံးလုံးဝင်သွားပြီလုံးလုံးဝင်တယ်တဲ့ ဘာပြောတာလဲ အသက်ပဲနေနေတော့ 29လို့ လုံးလုံးဝင်မလား လုံးလုံးဝင်ပြီလို့ လုံးလုံးဝင်သွားပြီ လုံးလုံးဝင်တယ်လားသုံးလုံးဝင်တယ်လား ဟုတ်လား ငါပဲလဲမလာနဲ့ အာတက်စိတ်တယ်ပြောတာ တက် လား ပြည့်ပြီလို့ပြောတာ ဟာအေးသမီးဒီမှာညာချင်းနဲ့တညဘယ်လောက်ကတယ် တညကိုတသိန်းပေးတယ် တသိန်းဆိုဒီလိုလုပ်ပါ ဟုတ် ဥတို့ရွာကိုပွဲငားခြင်းလို့ အာ ဟုတ်ကဲ့ အဲ့တော့စရိရှိုးတွေသိမ့်မကြိုက်ဘူး ဟုတ်လား တသိန်းမယူနဲ့9000ပဲယူ ဟုတ်ကဲ့ ရှေ့ပဲမလို့ချင်းနောက်ပိုင်းလေးတွေမရဘူးလား ဘာလို့လဲတော့ဗျ
ရှေ့ဘက်နည်းနည်းယူလို့နောက်ပိုင်းလေးတွေ ဘာလို့လဲလို့ ဘာတွေပြောနေရလဲဦးမိုးကျော်ရဲ့ နောက်ပိုင်းလေးတွေ နောက်ပိုင်းဇက်ထုတ် နောက်ပိုင်းဆက်ထုတ်တယ်မရဘူးလား ရတာပေါ့ ဟာတကယ်ရတယ် တကယ်ရတယ် အဲ့လိုဆိုတချင်းတွေပါလေအကုန်ရတယ် ဟောချင်းလေးရတာပေါ့ ဒီလိုဆိုဘာဘာအဖွဲထောင်တာတယ် ဟုတ်လား ဒါသူတို့ခဲလဲမောင်ဒိန်းတော်တို့ သူတို့ဖွဲ့တယ် ဒါဟိုတာဘောရေချာနာမဟုတ်ဘူးနော် ဟုတ်ကဲ့ လေကြီးကိုလေငယ်တင်တာမဟုတ်ဘူး ဟုတ်ကဲ့ အဲ့တော့ဘာဘာအဖွဲရှိ တို့ တာ တော့ မ လောက်ပါ လား လေ ဟုတ်လား ဘာဘာအဖွဲရှိဝင်မလား ဟုတ် ဝင်ဘာဘာရှိလာခဲ့ဝင်ချင်းတသိမ့်ပေးမှာ ဟောဝင်ဝင်ချင်းကိုတသိမ့်ပေးမှာ သမီးတေချာစဉ်းစားနော် ဝင်ဝင်ချင်း ဝင်ချင်းတသိမ့် ကိုဖိုးစီကဘိုးဝင်ကြီးတသိန်း တော်ရင်2သိမ့်ပေးမယ် ဟာ သမီးစဉ်းစား ညှိ ဘာ ဆွဲ စ တာ ကားလဲလဲဦးမိုးကျော်ရဲ့ဘာစကားပြောနေ ညှိဆွဲတာချမ်းနေ ဦးမိုးကျော်ခေါ်ကိုဖိုးစီမတော်တော့ဘူးနော် အလုတ်ဖြစ်သွားပြီဆို10သိမ့်တည်ပေးမယ် ဟာဘာတွေ တခုတော့ရှိတယ်သမီးအမေကိုယ်တိုင်ထည့်ပေးပါဖြစ် ဟာလုံးမဟုတ်ဘာတွေပြောနေရလဲဦးမိုးကျော်ရဲ့ သူ့မဲ့လက်တုံနေတယ်တဲ့ မဟုတ်လေသူ့အမေကမကျင်တတ်လို့ခေါ်သွားငါစဘောတွေဆုံးမယ်လေ ဩလို့လား အဲ့ဒါပြောတာ ဟုတ်ကဲ့ သမီးစရိချိုးတွေမတရားတော်ပါတယ် အတော်တယ် မြန်မာသားစရိချိုးနော် အချိန်မရလို့ဒီနေ့စရိတ်ရှိုးမဆိုရဘူး ဆိုရတာသမီးကိုခဏခဏဆိုကြတယ် စုံသင်းပါလေ အေး ရ အဲ့ တာ ဒါ ပေါ့ ဆိုကြ ကိုရီစားပေးနာမတယောက်လုံးရှိတာတောင်းရှင်ကတော့ချောင်းမိတ်ကလေးတွေနေကြ ရတယ် ခဏခဏရတယ် ရတယ် ဟေးခဏခဏရတယ်တဲ့ ဘာကိုပြောနေ မဟုတ်လေတချစ်တော်တော်လိုက်စားပါလား ကောင်မလေးကတော့ခဏခဏရတာဗောခမရအသက်ရွယ်နေရတော့မလွယ်ပါဘူးဗျာ အထင်သေးတာ မနေ့ကဆေးတွေဝယ်ထားတယ် အထင်သေးတယ်ဟုတ်တယ်သူသိတယ်တခါတလေရောရတယ် တခါတလေလေးရပါတယ် အဲ့ဆိုကြတခါလေ တခါတလေတော့လေဝီဆိုတို့ပြတော့ တခါတလေရ မယ်လေ ဟာတခါတလေလည်းရတယ်ဟာလားတခါတလေရတယ် ဦးမိုးကျော်တခါတလေလောက်ပဲကောင်းတယ်အေးဖြတ်တတ်တယ်ဗျာလား ဘာတွေပြောနေရလဲဦးမိုးကျော်လဲ ဟာနောက်ပြီးတော့မာမရေးဆိုတဲ့တာနီယာဆွဲဆန်လို့ဆိုတဲ့ချ စ င်း တိတ်ရှိုးကနေတော့ပြောတယ် တာနီယာဆွဲဆန်လို့ဆိုကြည်သား တန်တရားဆွဲဆန်လို့ဘလောက်ပင်ရှိရှိ ဘလောက်ပင်ရှိရှိလဲရတာလား ဟုတ်ကဲ့ ဟာဟေးဘလောက် ဘာပြောနေရလဲဦးမိုးကျော် ဒီမြင်းကလည်းတေးသေးလေးပဲဒီမြင်းကတေး က သေး စတိုက်တယ်နင်တို့နဲ့မစားဘူး ဘီးလေးလားမသိ နဲ့တချင်းတွေတော်တော်လိုက်စားတာပဲ အဲ့ဒါပေါ့ တချင်းမျိုးစုံရရင်နော် တချင်းမျိုးစုံရ တင်းဆိုတင်းနဲ့တင်းဆိုတချင်းရ ဆိုအနေဘာလဲ တင်းချိုးစတင်း ရ နဲ့ တာပေါ့ရတာ ဆိုကြ ပေါ့ ဆိုကြလား ဒီမတင်းတဲ့တင်းတဲ့အတင်းနဲ့တင်းနဲ့ဟဲ့ အဲ့လိုတင်းတာတွေလိုက်ရှာနေတာအဲ့လိုတင်းတာတွေလိုက်ရှာ ခမည်းရွယ်နဲ့ပြောရမယ်စကားလားခမည်းရွယ်နဲ့ပြောရမယ်ဆိုခမည်းရွယ်နဲ့ ဟာ အဘာဖြစ်လား ကျော်တော့ဘာဖြစ်လဲ ဘာဖြစ်လားဘာဖြစ်လို့လဲ ထိပ်ပြောင်းနေကွဲဝမ်းခင်ဗျာရော ဟာပြက်လုံးပြက်တာလေဘာဖြစ်လဲငါကြိုက်တော့မပေးတော့ဟောဆိုယူသွားတာဘာဖြစ်လဲ ပြန်တော့ပြန်ဒီမင်းနေရပါခင်ဗျာထိပ်ပြောင်းနေကွဲ ဟာကောင်းရိုင်းမှယူမှာပေါ့မင်းနားမလဲဘူး ဟိုတိတ်ပခုံးလေးရိုက်လေကြီး ဟာဟိုဘရက်ကွာမှရံဖြစ်နေကြပြီတတ်သေးပါအောင်မယ်ငါသွားကြည့်အောင်မလား ဟာ ဟုတ်ပါနဲ့ဗျာ ဘာဖြစ်လဲလုံးတော့ဘာဖြစ်လဲမင်းဘာဖြစ်လဲ မကောက်ဘူးဗျာ ဟာအဲ့လိုတော့မလုပ်နဲ့အမနဲ့ငါနဲ့အရင်ရန်နေတာရန်ရင်းနေတာမင်းလည်းပွဲ ဟာ ပြတ် ရ သွား န်နေတာ ရင်းနေတာလို့ပွဲပြတ်သွားငါပြဿနာတက်လိုက်မယ်ကဲမင်းကျင်တဲ့အောင်ငါတောင်းမှမင်းမယ်ဘာလုပ်ရမလဲပြော လူသားတွေမှာထိုင်ကြတော့ပြီးတောင်းပါ အော်ကိုဆရာသမားကွာထိုင်ကြတော့ကဲပြေးတဲ့ကျွန်တော် ကွဲမှာကြတော့လို့မရလူရှင်းလူ ကဲ ရှင်း ကြောမယ်ပြေးတဲ့ကျွန်တော်တမျိုးမထင်ပါနဲ့ကျွန်တော်ပြက်လုံးရီစေခြင်းတဲ့သဘောပါကျွန်တော်မပေါက်ကဲကိုဆရာသမားပဲကြောလေကွာ ဟာကလားရကြတော့မရဘူးလေ ဖေရင်ထီတော့မခံဘူး နော်စီစီမေးမယ် ကျွန်တော် တက်ရအသက်ကြီးနေ90ကျော်နေ ဖေ တို ရင် င် ဘာတို့ကွာ မခဲ့ရသေးဘူးပြဘလူဖြစ် ဖေရင်ထီတော့မခံဘူးပြ ဟာ ကဲမာတယ်ကွာ တောင်းမယ်ပြီးသွားမယ်ကိစ္စ ဦးမောကျော်ခင်ဗျာ ဦးမိုးကျော်ခမရ ဦးမောကျော်ပေါ်မှာ ဦးမိုးကျော်အပေါ်မှာ ကာယကံဝစီကံမနောကံနဲ့ ကာယခံပက်လက်ခံမောက်ရအောင်ပါဘူး ကာယ ကာယ ကံ ခံဝန်စီကံမနောကံနဲ့ ပြင်မမိတာရှိ ညီမမီ ခွင့်လွတ်ပါ ခွန်းလွတ်ပါ ကတော့ ကတော့ ဦးလေးမကလေးကတော့ဦးလေးမျက်နှာရခက်တီတီနဲ့အဲ့စောက်ခွက်ကိုပြင်တာ သူကကတိဒီဆိုတော့ကြောက်တယ် ဘာမှကြောက်နေပြီတွေ့လား မတန်းကြောက်တယ်လူ ငါဘလို့နေရမှာတော့ ဟာပြောင်းပြောင်းလေးနေပါကလေးကတော့နေတယ်ဟာ သူမကြောက်ငါပြုံးပြုံးနေပြရမလား ဟုတ်တယ်လူချင်းပြောင်းပြောင်းလေးနေ ဒီနေပြမယ်ကွာ ဦးမောကျော်ခင်ဗျာ ဦးမိုးကျော်ခမရ ဦးမောကျော်ပေါ်မှာ ဦးမိုးကျော်ပေါ်မှာ ကာယကံဝစီကံမနောကံနဲ့ ကာယခံဝန်စီကံမနောကံနဲ့ ပြင်မမိတာရှိ ဒီမကြီးလေ ခွင့်လွတ်ပါ ကိုယူပါ ကတော့ ပြောရင် ဦးလေးမကလေးကတော့နေဦးလေးမျက်နှာပြောင်းဆက်ဆက်နဲ့ကြောက်ခါပါလို့ဖြစ်နေတယ် တော့လိုက်ပြီးတော့ညခွကြီးကြော်တော့ဘလို့နေပြီ မို့ကျော်ခလေးကခမရဘက်ကနာလို့နော်မပြောနဲ့ ဟေးမင်းမြတ်ခွက်ကိုကြည့်ရင်သိတယ်မင်းငရဲကြီးမယ်ဟမ်နေ့ကင်းတော့ဦးမိုးကျော်စီကပတ်စံ9000ချီးတယ်မပေးလဲမပေးတော့ခွင်ထဲမှာရိုက်တယ်အဲ့ဒါမင်းမငရဲကြီးမှာဦးမိုးကျော်လည်းမသိပဲနဲ့သွားတိုင်ကြတော့သွားငါမသိလိုက်မယ်သွားဦးမိုးကျော်ကျွန်တော်လုပ်ပေးမယ်ရောတော့မမရရောဦးမိုးကျော်ခမညာ ဦးမောကျော်ခင်ဗျာ ခေါ်နေတယ်ထူးတယ်
ခေါ်ပြီးလာကြပြီအရွက်တိုက်တာလားခင်ဗျာလူကြီးမလို့ကြည်နေတော့ကလေးတွေကတော့နေတာဦးမိုးကျော်ခင်ဗျာ ဦးမိုးကြခင်ဗျာ ဟာခေါ်နေတဲ့ထူးဟာခေါ်ပြီးပြီခင်ဗျားတော့ဒုက္ခပဲငါပြဿနာတက်တော့မယ် နေတော့မင်းတို့စော်ကားပေါင်းများပြီသွားအေးမင်းတို့အဖွဲ့ခေါင်းဆောင်ဆိုပြီးတော့မင်းတို့ကြည့်နေခင်လဲလည်းမပြောဘူးနော်အဖွဲ့ထဲမှာတူကြီးဆုံးကွာ ငါသူ့နဲ့ကြည့်တာတန်ပိုင်လုံးရှိတယ် နော်ရိုးသေးလို့ပါကွာပြန်ကြတော့လောက်ကြည့်ဆရာဦးမိုးကျော်ခင်ဗျာ ဆရာဦးမိုးကျော်ခင်ဗျာ ကျွန်တော်ပြောမှဆိုမှရှိတာ ပြောမှဆိုမှရှိတာ ခွင့်လွတ်ပါ ခွင့်လွတ်ပါ ကြောက်လားခလေးကကြောက်နေတယ်လေစောက်ခွက်ကြီးကဘယ်လိုလုပ်နေတာလဲ စပါကိုင် အဲ့ဒါတအားများသွားပြီအဲ့ဒါတအားများသွားပြီဒင်းတော်လာလာမင်းတို့ငါတို့နော်ဟိုးငယ်ငယ်လေးတွေကစိုးနီမိုးကျော်ဆိုတာလူရှင်တော်လောကမှာဘယင်တစ်ပါးလို့နေလာတာ မှန်ပါတယ် တို့အဖွဲ့ထဲမှာအသက်အရွယ်ကြီးလာလို့မိခိုးနေတယ်ဆိုရင်အဲ့လိုမင်းမလုပ်ပါနဲ့ မလုပ်ပါဘူး ငါ သူ မ က ကြိုက် တိတ်ခတ်ရှိအောင်မနေလို့ မလုပ်ဘူးဆိုပေနဲ့မင်းငါမျက်စိရှိမှအဲ့လိုမျိုးလုပ်တယ်ငါလုံးဝတင်ကြီးမခံ ငါ နိုင် ဘာလို့ မင်းလက်ကိုငါအပြစ်ပေးမယ်မင်းလက်ကိုရိုက် တကယ်ကြီးမင်းဆုံးမငါခံပါတယ်ကွာ မင်းငါတဲ့ငယ်တယ်နော်ငါဆုံးမတာမင်းလက်ခံ မှန် မင်းလက်ရှစ်ထုတ်မင်းလက်ရှစ်ထုတ် လုပ်ပါမင်းထိုက်တာလုပ်ပါ ထုတ် အသားပါဖြစ်ဖြစ်လက်စွပ်တွေပိန်ဝိုင်းပြန်ရောင်းမရဘူးကွာ လက်ထုတ်ရှောင်းတယ်ဟဲ့လားထုတ်အောက်ကအမာခံမရှိတော့ရှောင်းလို့ရတာပေါ့တင်းလိုက်စက်နှစ်ဖူးပေါ့ အမာကမရှိလို့ အမာခံမရှိလို့ဦးမိုးကျော်ကျွန်တော်ဆုံးမပဲကျင်းတယ်လား ကွာဆုံးပါလေကွာအမာကမရှိလို့ အရင်နာမလို့တဲ့ ဒီမရအောင်မင်းအပြည့်လုံတော့လုပ်ပြီးတော့ အရင်နာမလို့ပါလေဒီပါရ နာသွားလား နေ တေးလိုက်ပြန်တင်ဒီကောင်မမှတ်ဘူးဒီကောင်မမှတ်ဘူး မဘူးချအမာကချ ကြီးကြီးတင်းကွာ မင်း ဒီပါရ နာသွားလား နေ နိုင်တေးလိုက်အမာက မရဘူးဒီကောင်မမှတ်ဘူးသီလားလာမျက်နှာပေါ်တင်လိုက်ရောက်မျက်နှာပေါ်တင်လိုက်စမ်းမျက်နှာဘာတွေတော့တောင်းလို့ရတယ် ဖယုံလူတွေသွားနိုင်စား ဟေးအကုန်ယူလာခဲ့ဟော ကိုခေးလိုက် ဟေးသမီး ကိုရင်းနာကိုကြီးတို့ကလူရှင်တော်ဒီလူရှင်တော်အသင်းမှာလူကြီးတွေဖြစ်တယ်နော်ကိုကြီးတို့တွေလူကြီးတွေဖြစ်နေရတာနဲ့အခုကိုထက်အသက်ကြီးဝါကြီးတယ် တော့တယ်မို့တို့စင်အောင်ပါလေကြောက်ထားပါလေ အာဒါကိုကြီးတို့လွန်လွန်အားကြီးတယ်ကိုကြီးတို့တွေညီမမကြိုက်ဘူးအဲ့ဒါကြောင့်လာကိုကြီးတို့နှစ်ယောက်သမီးအဲ့ဒါကြောင့်ကိုကြီးတို့ထက်သမီးကငယ်ပေမဲ့အဲ့လိုသမီးအနိုင်ကျင့်တာမကြိုက်ကိုတို့ဖွဲ့ခေါင်းဆောင်ဆိုပြီးကိုတို့အဲ့လိုလုပ်တာမကောင်း တို့ရှိစေခြင်းနဲ့ဇောနဲ့လုပ်တယ် အာဒီစီနဲ့ဇောပေမဲ့ပြည့်တဲ့ရှင်မှာကိုကြီးတို့အဲ့လိုတော့ဘယ်တရားမလဲ တို့မားတယ်ဟာ ဒီလူကြီးတော့ရောက်ကိုကိုကြီးတို့ နင်ငါ့ကိုလှုပ်ဟာကျက်တို့လှုပ်ဟာခဲ့ ဒါသူမလို့ငါလုံးမှာကွာ ဒီမှာကိုကြီးဒီလူကြီးတော့ရောက်ကိုရှင်တို့နှစ်ယောက်ကတရိတ်ဆိုင်ကြီး၃កောင်လို့ထင်းနေလို့လား ငါတို့မထင်မိပါဘူးဟဲ့ ထင်းလို့လား မထင်မိပါဘူး ဖေးတို့တဲ့သမီးနာတယ်သမီးကအဲ့လိုမျိုးဖေးတို့အစော်ကားမခံဘူးကိုယ့်ထက်အသက်ကြီးတယ်ဝါကြီးတယ်ပညာတတ်တဲ့လူတွေနော် ဖေးတို့ထင်ဒီကောင်မလေးမခံ အာလုံးဝမခံ ဖေးတို့မထင်ဒီကောင်မလေးသူကသူအစဉ်ပြေပြေလိမ့်မယ်မဟုတ်လေ ကိုခင်လိုက် ဟေး ကိုခင်လိုက်ရောကိုရင်းတော်ဒီလူကြီး၃ယောက်ကို အေး နွားကြီးလို့ထင်နေလို့လား မထင်ပါဘူးဟာငါတို့မထင်ပါဘူး ခွေးကြီး၃កောင်လို့ထင် မ နေ ထင်ငါတို့မထင်ငါတို့မထင် ဖေးတို့ကနာလို့သမီးပြောတာနော် ငါတို့ဘက်ကနာ သမီးနာတယ်သမီးလုံးဝထိမခံနိုင်ဘူးဖေးတို့တော့ နာလို့ ကိုကြီးတို့စဉ်းစားကြည့်ပါဦးဒီလူကြီး၃ယောက်ကိုတရိတ်ဆိုင်ကြီး၃កောင်လို့ထင်နေလား ထင်ပါဘူးဟဲ့ နွားကြီး၃កောင် နမလုံးမ तू ပြောတော့မှပုံဆုံးနေ ဘလို့ လက်ချန်တရားမထွက်ဘူး ဘလို့ဆဲနေလဲမသိဘူးထင်ပါလို့မ ဘူးရနွားပြဖြစ် စိတ်မဆိုးပါနဲ့စိတ်မဆိုးပါနဲ့ဖေးရဲ့စိတ်ဆိုးတဲ့လူကဘာနဲ့တူ ခွေးတဲ့တူ အေးအဲ့ဒါပေါ့ ခွေးတဲ့တူ အေး ဆန်ဒီရမမလည်းမရဘူးစိတ်ဆိုးလည်းလည်းမရဘူးဒီလိုင်းကလိုပါတာ